တရားကျေးဇူးတရားနေပါယုံရမယ့်တရားကိုကျမ်းစာထဲမှာအတိအကျပေါ်ပြတာပြီးသားဖြစ်နော်ပြီးတော့မှကျေးဇူးတရားမှာကျေးဇူးတော်ဘယ်နှမျိုးရှိလဲလို့ပြန်ကြည့်ကျေးဇူးတော်ဆိုတဲ့ကျမ်းညွှန်းတော်အများကြီးရှိတယ်ဒါပြန်ချုပ်လိုက်ရင်တော့နှမျိုးပဲရှိဘယ်နှမျိုးလဲနှမျိုးကျေးဇူးတော်နှမျိုးပဲရှိနော်ကျေးဇူးတရားတစ်မျိုးပဲပေါ့ဒါပေမဲ့ကျေးဇူးတော်ကတော့ဘာဖြစ်လဲနှမျိုးရှိအဲ့ဒီကျေးဇူးတော်နှမျိုးကနေဘာထပ်ဖြစ်လဲဆိုရင်ချင်းပြောင်းလဲခြင်းနော်ဘာဖြစ်လဲပြောင်းလဲခြင်းသုံးမျိုးဘယ်နှမျိုးလဲသုံးမျိုးဆိုတော့ဒီကနေ့ဒီမှာရှိတဲ့သူအားလုံးကနော်ဒီကြောရိုးလေးကိုဘာဖြစ်လဲသိထားဖို့နော်ဒီလေးရက်မှာဒီကြောရိုးလေးကိုရှင်းပြပါပြီလေဘယ်မှာတော့မှာပြအစတက်ရင်အဆုံးထိတက်ရမတက်ခြင်းလုံးဝမတက်နဲ့ရုပ်ရှင်ကြည့်ဘယ်လိုကြည့်ရလဲစာကြည့်အဆုံးထိကြည့်ရရုပ်ရှင်ဇာတ်လိုင်းအပြင်အစမှာရှိလားရှိတယ်လယ်မှာရှိလားရှိတယ်ဘယ်မှာရှိလဲဆုံးမှာဆုံးမှာတို့မြန်မာပြည်မှာကိုရီးယားကားတွေအပိုင်းနဲ့သိမလားနော်အပိုင်းနဲ့သွားတလားကားဆိုပို့ဆိုးတယ်နော်အပိုင်းကြီးအများကြီးပဲဒါပေမဲ့ချုံချက်ကရှိတယ်နော်ဒီမှာရှိတဲ့လူတွေကလုတ်နော်ညဘက်လုတ်တာတို့နော်နေဘက်လုတ်တာတို့မတူဘူးပေါ့ကွာနော်ဒါချုံချက်နေတယ်ပြောတာနော်တန်းနိုင်တော့ဘာဖြစ်လဲစဆုံးတက်မယ်တာကိုကောင်းနော်ဟုတ်ကဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ယေရှုကိုယုံရင်ဘာတရားနဲ့ယုံရမလဲကျေးဇူးတရားကျေးဇူးတရားဘယ်နှမျိုးလဲကျေးဇူးတော်နှမျိုးကဘာထပ်ဖြစ်လဲသုံးလေးချေသုံးမျိုးဆိုဖြစ်နော်ဒါကိုချင်းစီပါဖြစ်တယ်ဝင်ငါသွားမယ်နော်ဆရာတော်မြင်လဲဒါရှိနော်သူပေါ်ပြလို့ဝင်ငါသွားမှာဖြစ်ကျမ်းစာအစဆုံးဖတ်ကြည့်လိုက်ရင်နာမည်တွေအများကြီးရှိတယ်နော်ကျမ်းစာမှာနာမည်တွေအများကြီးရှိတယ်ဒါပေမဲ့အဓိကနာမည်တော့သုံးမျိုးပဲရှိတယ်ဘယ်နှမျိုးလဲသုံးမျိုးကဘာဦးကျဖတ်လိုက်ရင်ပထမဆုံးလူရဲ့နာမည်ကိုခေါ်တယ်ပထမဆုံးလူရှေးဥစွာသောလူတွေခေါ်သူ့နာမည်ကအာဒံနော်အာဒံဘယ်သူမဲ့ထားလဲဘုရားရှင်ကိုယ်တိုင်နော်လူရဲ့နာမည်ကိုဘယ်လိုမဲ့ထားလဲအာဒံခမရကျမ်းဖတ်လိုက်ရင်နောက်ထပ်နာမည်တစ်ခုထပ်ပေါ်အဲ့ဒီနာမည်ကဘာလဲဆိုရင်မောရှေဘယ်သူမဲ့ထားလဲမဟုတ်ဘူးဟာရောပြည်ရဲ့သမီးကဘာဖြစ်လဲမဲ့ထားတာပြည်ရဲ့သမီးနော်ရေတွေကဘာဖြစ်လဲကောက်ရတယ်အစိမ်ရွေးရတော့သားလို့ဒိတ်ပဲဟောဒါသူ့မောရှေဆိုရေတဲ့အစိမ်ရတော့သားနော်ဓမ္မတိရှမတဲ့ပြုဝင်ကြောင်းဖတ်လိုက်နောက်ထပ်နာမည်တစ်ခုထပ်ပြီးဘာလဲယေရှုနော်ဆိုဘယ်သူမဲ့ထားလဲယေရှုဆိုတဲ့နာမည်ဘယ်သူမဲ့ထားလဲဘုရားဘယ်သူမှမမဲ့ဟောဆိုဖရားကိုကိုယ်တိုင်ကသူ့ရဲ့နာမကိုကိုယ်တိုင်ပေါ်ပြတယ်နော်ကောင်းဝိဓမ္မာအပြင်ပေါ်ပြပေးတယ်အားရောက်ကြောင်းပေါ်မြင်မယ်သူသားဒီမိမိတို့ကိုဘုရားရှိခိုးတိုင်းဟာကောင်းဝိဓမ္မာမဲ့တာမဟုတ်နော်ဒီကိုယ်တိုင်ဘာဖြစ်လဲပေါ်ပြတာနော်သူ့နာမည်ကိုဒီကိုယ်တိုင်ဘာဖြစ်လဲပေါ်ပြလိုက်ဆိုမဲ့အာဒံမောရှေယေရှုဆိုရအာဒံနာမည်တစ်ခုချင်းစီကိုတရားတစ်မျိုးနဲ့တွဲထားကျဲ့နော်တရားတစ်မျိုးတွဲဆိုအာဒံဆိုတဲ့နာမည်ကြတော့ယောမအခန်းကြီးငါငယ်စနစ်နဲ့တွဲထားနော်မကြည့်လိုက်ယောမအခန်းကြီးငါငယ်စနစ်အဲဆိုဤเจ้าရာဟုမူကတရားသည်တယောက်သောသူအဖြစ်လောကသို့ဝင်၍တရားအဖြစ်လူအပေါင်းတို့သည်ပြည့်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏ဘာတရားလဲအာဒံနာမည်ကြားရင်ဘာတရားလဲ
နော်အဖြစ်တရားကသူ့ပေါ်သူဖြစ်လာတာမဟုတ်ပထမဆုံးလူဘုရားကနောင်ထောင်တဲ့ပေါ်မှာအဖြစ်တရားဆိုဖြစ်လာဒီလောကထဲကိုဘာဖြစ်လဲရောက်လာလူဘယ်နှယောက်လဲလူအပေါင်းတို့ပါလားပါပါတယ် အားရှိလဲအဖြစ်ရှိအဖြစ်လုပ်တယ်လို့မပြောဘူးအဖြစ်ရှိတယ်လို့ပြောတာဒါကျမ်းစာမှာအဖြစ်ကိုစကားလုံးသုံးလုံးနဲ့တွဲထားတယ်ရောက်ရှိလို့အဲ့တော့ဆိုမယ် ရရှိလို့ အပြည့်ရောက်အပြည့်ရှိအပြည့်လို့အပြည့်လောက်တာရင်လားအပြည့်ရှိတာရင်လား ပြည့်ရှိလောက်တာရင်လောက် အပြည့်လောက်တာရင်လားအပြည့်ရှိတာရင်လား ရှိရ အပြည့်ရှိတာအပြည့်ရှိတာရင်အပြည့်ဒါကနောက်အပြည့်လုံးလို့အပြည့်ရှိတာလားအပြည့်ရှိလို့အပြည့်လောက်တာ ပြည့်ရှိရှိ ဒါဆိုဘာအပြည့်မှမလို့ရပြည့်ရှိလား ရှိတယ် ရှိလားဘာဖြစ်လို့ရှိလဲ ပြည့်ရှိအပြည့်ရှိ ရောက်ရောက်ဟောရောက်နဲ့တွဲရမြန်မာစကားကရောက်နဲ့တွဲတယ်ရောက်ဆိုတာမြန်မာစကားအကြောင်းရှိတယ်ဖြစ်မဲ့အရာအလုံးအကြောင်းရှိအပြည့်ရောက်ဘဒုစီယာရောက်လာလဲ အာဒံ ဆိုလူရဲ့နားမထောင်ခြင်းကြောင့်တို့ကဘာပေါ်မှာရှစ်လူတိုင်းကအဖြစ်ကရောက်တာ ပိတာ တို့အားလုံးကအမိဝါမှာကလေးကဘာရှိလဲ အပြည့်ရှိ အဖြစ်ရှိပြီးသားဝေးတဲ့နေရာစသိတဲ့နေ့ဒီအဖြစ်လို့နော်ကာယကဝစီကမနောကလောဘဒေါသမောဟကိလေသာတဏှာတောက်စားမှုရပြောပါလောင်းစားအဲ့ဒါကလုတ်တဲ့ဖြစ်ဒါကြောင့်အဖြစ်လို့တော်သူလို့ခေါ်တယ်ဒါပေမဲ့အဖြစ်လို့တော်သူကအရင်ဖြစ်တာမဟုတ်ဘူးအဖြစ်ရှိတော်သူကအရင်ဖြစ်တယ်ဒီမှာ အာမင် ဒီအားလုံးအမေပိုက်မှာတော့အဖြစ်လို့တော်သူလားအဖြစ်ရှိတော်သူလား ပြည့်ရှိတော်သူ ဒီအားလုံးအမေပိုက်မှာလည်းအဖြစ်ရှိ ရှိ တော် တော်သူ ဆိုပြီးမပါကင်းဆိုရင်အဲ့ဒီမိခင်ဝါမှာလည်းဘာဖြစ်လာပြီလား ပြည့်လို့ ကရင်ဖြစ်လာပြီသားဝေးပြီးမှကရင်ဖြစ်တာမဟုတ်ကရင်အဖေအမေကနေပြီးတော့ဘာဖြစ်လဲမွေးလာတယ်ဆိုရင်အမိဝါမှာလည်းဘာဖြစ်လဲကရင်ဖြစ်တာပြီးသားမဖြစ်ချင်ပဲဘာဖြစ်လဲဖြစ်ပြီးသားဒါတို့အားလုံးကလည်းအဖြစ်ဘာရောက်ရှိလဲဆိုရင်တို့စီရောက်ထားပြီးသားဘုသူအားဖြင့်လဲ အားဖြင့် ဖြစ်တရားဆိုမောရှေနာမည်ကြားရင်ဘာတရားလဲပညာ တရားကို နော်မောရှေနာမည်ကြားရင်နောက်ထပ်တရားပြောင်းသွားပြီဘာတရားလဲပညာတရားဆိုတော့လက်စုပညာတရားကို ပြည့်တရားကို မောရှေလက်တွေ မောရှိလက်ဖြင့် ပေးတော်မူ၏ ပေးတော်မူ၏ ဆိုပညာတရားဘုသူလက်တွေပေး မောရှိရှိ မောရှေလက်ထဲကိုပေးတယ်ဆိုမောရှေလက်ထဲကိုပညာတရားဘာရောက်ပေးတယ်လဲဆိုတာကိုတန်းတာမှာပါတယ်နော်ယောမဝရစာခိုင်ခုနှစ်ငယ်ခုနှစ်လဲဆိုပညာတရားအပြင်သာ ဒီကတရားအဖြင့်သာဖြစ်တပေါင်းသူ ဟာတိယဤ အာတိယ လောဘစိတ်မရှိသေးနေဟု လောဘစိတ်မရှိစေနဲ့ဟု ပညာတရားမဆိုးလင် ဒီတရားဆိုရင် လောဘသဘောကို ဘာတော်ကို ငါမသိ ငါမသိ ဆိုပညာတရားဘာရောက်ပေးလဲလူတိုင်းမှာဘာရှိရောက်ပြီးဖို့လဲသိရှိရောက်ဆိုတော့ပညာတရားကအရင်ရှိတာလားအဖြစ်တရားအရင်ရှိတာလားအဖြစ်တရားကျောင်းကပြောဘူးတယ်နော်ရန်ကုန်မြို့မှာလမ်းဘေးနားမှာစာရန်လေးတွေ့ရသိမပေါက်ရအဲ့ဒီစာရန်လေးကိုကြည့်လိုက်ရင်ဘာလို့ပေါ်ပြလဲဆိုရင်အဲ့ဒီမှာတော့ဘာဖြစ်လဲသိပေါက်တဲ့သူရှိသိပေါက်တဲ့သူရှိတော့ဘာကြီးလားသိမပေါက်ငကိုကလေးကဘယ်သူမှသိမပေါက်ရင် ရေးကြောင်စေးလိတ်မတော့ရရေးရတယ်နော်ဘာဖြစ်လို့လဲ စေလေးက စေးတောက်တဲ့သူတွေရှိလို့ဘာဖြစ်လဲစေးလိတ်မတော့ရတော့တချို့ကားတွေမှာစေးလိတ်မတော့ရရေးထားတယ်နော်တချို့ကားပေါ်စေးလိတ်တောက်တယ်လို့စေးလိတ်မတော့ရဒီလိုပဲပညာတရားကဘာကြောင့်ရှိရတယ်ဆိုရင်ဘာတရားရှိတာကြတယ် တရားရှိလို့ ကဘာပေါ်မှာအဖြစ်တရားမရှိဘာပညာမှမလို့လူတိုင်းချမ်းသာနေဆရာဝန်မလို့လူတိုင်းအချင်းဆိုင်ကြကောင်းရဲမလို့ဒီလိုပဲလူတိုင်းမှာအပြစ်မရှိဘူးဆိုရင်ပညာတရားမလို့ဒီအပြစ်တရားကဘာအတွက်လဲအပြစ်ကိုဟောပြပါမယ်ပြစ်ကိုမလုပ်ပေးနဲ့အေးဟောပြအပြစ်တရားတို့ဘာဖြစ်စေတယ်အပြစ်ရှိစေ စီ နော်ပြစ်ရှိတယ်ဆိုတာဘာတရားကြောင့်ဆိုပြစ်တရားကြောင့်တို့နားလေတာကဘာသာတရားလိုက်မလျှောက်လို့ပြစ်ရှိတယ်
ခိုးလို့ပြစ်ရှိတယ်စိုးလို့ပြစ်ရှိတယ်တို့ကနားလေတကယ်တော့ကမ္ဘာပေါ်မှာဘယ်ဘာသာတရားမှမရှိခေအဖြစ်တရားဆိုရှိထားပြီးသားဒါကြောင့်အဖြစ်တရားရှိတဲ့ပြောတို့ဘာရှိလဲအဖြစ်ရှိဒီမှာနောက်ထပ်နာမည်ပါလေယေရှုနာမည်ကျရင်ဘာတရားလဲ ယေရှုခရစ် ပညာတရားကို ဒီနေ့တရားကို မောရှေလက်တွေ မောရှေနဲ့တွေ့ ပေးတော်မူ၏ ပေးတော်မူ၏ ယေရှုတရားနှင့် ယေရှုခရစ်နဲ့ သစ္စာတရားမူကား သစ္စာတရားကို ယေရှုခရစ်အားဖြင့် ယေရှုခရစ်အားဖြင့် ဒီ ဖြစ်တည်း ယေရှုခရစ်ကဘာလဲလဲ ယေရှုခရစ်ဟာ ဒါကြောင့်ယေရှုကိုယုံလားလို့မင်းဘယ်လိုဖြစ်မလဲ ယုံ ဘယ်လိုဖြစ်မလဲယုံလားမင်းပဲဘာတရားတွေရောမလဲ ယေရှုခရစ်ယေရှုခရစ် ယေရှုကိုတွေ့ရတချို့ဆရာတွေရှားရှိတယ်ဆရာကြားဘူးတယ်ကျိုးပြောတာတော့အားလုံးမဟုတ်ယုံလဲယုံခုံလဲခုံယေရှုယုံတာနဲ့မရသေးဘူးဘာလို့လိုက်ရှောက်အောင်မလဲပညာတရားလိုက်ရှောက်ရအဲ့ဒီလိုရှားရှိတဲ့သူတွေရှိလား ရှိပါတယ် ကျမ်းစာတရားဖတ်ကြည့်လိုက်ယေရှုနာမည်ကဘာတရားနဲ့တွေ့ထားလဲ ယေရှုခရစ် ဘာနဲ့မတွေ့ဘူးလဲ ဒီနေ့ မြတ်တရား ဒါတိကျပြတ်သွားတဲ့အဖြေတို့ရဖို့ဒီတို့တော်များများခရိယန်တို့တော့ခေါ်ပေမဲ့အဖေမေခရိယန်ဖြစ်လို့ဖြစ်ထားတာပြီးတော့ခရိယန်ထဲမှာဂိုင်းနာတွေရှိလားရှိတယ်ဂိုင်းနာပေါင်းဘယ်လောက်ရှိလဲ4000ကျော်ရှိတယ်အဖေမေခရိယန်တို့ကဘာဖြစ်လဲခရိယန်ယေရှုယုံလားယုံတယ်ဘာအနေနဲ့ယုံလဲနိချင်းခရိယန်အနေနဲ့ယုံတာအဖေမေကအေဂျီယုံတာယေရှုယုံတယ်ဘာအနေနဲ့ယုံအေဂျီခရိယန်အနေနဲ့ယုံတာတော့ယေရှုတောင်မှနော်ဂိုင်းနာအယူဝါဒမျိုးမျိုးနဲ့ယုံတဲ့သူရှိလားရှိတယ်ဘယ်ကလေးဒီမှာရှိသွားလို့တိကျတယ်ပြရဖို့ဒီချီပြန်မင်းမယ်နာမည်ဘယ်လိုမျိုးလဲ သုံးမျိုး ရှင်ဒီယေရှု ဘာတရားလဲ ဒီတရား ယေရှု ယေရှုတရား နောက်တစ်အောင်ပြောမယ်ဆိုအဖြစ်တရားကယောဂာနဲ့တူတယ်ဘာနဲ့တူလဲ ယောဂ မလူတယောက်ကစိတ်ဝင်သွားရင်ယောဂါရှိမရှိဘူးဘာလို့စမ်းတယ်ဓမ္မစက်တွေနော်အခြားစက်တွေစမ်းတယ်ဆိုတော့ဓမ္မကဘာပေါ်ပြလဲအဲမှာရှိတဲ့ယောဂါဘာဖြစ်လဲဟောပေးတယ်ဒါပေမဲ့ယောဂါကုပေးလားဆိုပညာတရားဘာနဲ့တူလဲဓမ္မဘာနဲ့တူလဲဓမ္မတို့လူတွေမှာအပြစ်ရှိတယ်ဆိုတာပဲဘာဖြစ်လဲပေါ်ပြပြီးဒါပေမဲ့အပြစ်ကိုဖြေရှင်းပေးလို့မရဂျေဇုတရားဘာနဲ့တူလဲ ဆရာမင်း ဟုတ်တယ်ယောဂကိုဘာဖြစ်လဲခုဘေးတဲ့ဆရာဒီဘာပေါ်မှာလူတွေထဲမှာပြဿနာအကြီးဆုံးကစားရေးဝတ်ရည်နေမဟုတ်အိမ်တော်ရေးစီးပွားရေးမဟုတ်လူမှုရေးမဟုတ်နိုင်ငံရေးမဟုတ်ဘာအရေးမှမဟုတ်အဓိကကြီးမားဆုံးပြဿနာအပြည့်အဲ့ဒီအပြည့်ပြဿနာလူကလူကိုဖြေရှင်းပေးလို့မရအပြည့်ပြဿနာကိုဘုရားကဖြေရှင်းပေးမှရဘာကြောင့်ဒီဖြေရှင်းပေးတဲ့သူရှိလားရှိတယ်နာမည်ဘယ်လိုခေါ်လဲယေရှုဘာတရားနဲ့ဖြေရှင်းလဲ ယေရှုခရစ် သိကြမယ်သက်သားရဘယ်နေ့ပဲချိန်ဘယ်သူပဲမေးမေးသိကြတယ်ပြရတာကိုကျန်လား ရှိပါတယ် ကောင်းပြီစောင်းကြည့်မယ် Oh my god ဒီအောင်ကြည့်စီမင်းမယ်မရရင်မနထ အေး ဘောပြီလား ဒီပါလေ ဟုတ်ပြီတော့ပြီအဓိကနာမည်ဘယ်နှမျိုးလဲ သုံးမျိုး ဟောကြောင် ရှေယေရှုဒီတရားမြတ်တရား ယေရှု ယေရှုတရား ဘာလဲတူလဲယောဂညက်တရားလူတိုင်းမှာဘာယောဂရှိထားပြီးသားယောဂရဘယ်သူဆရာရလဲ အာမင် ဟုတ်ကဲ့အဲကြောင့်အဖြစ်ကိုစကလုံးသုံးလုံးနဲ့တွေးလဲရောက်ရှိတို့စီအဖြစ်ကရောက်ထားတဲ့တရားတို့ကဘာရှိလဲဖြစ်ရှိတယ်ဝေးတဲ့နေရာစတင်တဲ့ဒီပြည့်နော်ပြီးတော့ဒီကျေးဇူးတရားနဲ့ပတ်သက်တဲ့နော်အသေးစိတ်ကိုဆရာနည်းနည်းပြပြီးသင်ခြင်းတယ်နော်ရမ်းရည်ကြည့်လို့ဒ
လူမျက်စိနဲ့မမြင်ပဲရှိတဲ့ဘုရားပဲဘုရားပဲ ဗျာ 好了， အမှန်ပါဗျာ လူမျက်စိနဲ့မမြင်ပဲရှိတဲ့ဘုရားကဘယ်လူမှသူပြီးတော့ဘုရားလူရှိလာပြီးမှရှိတဲ့ဘုရားအများအပြောမနော်လူရှိပြီးမှရှိတဲ့ဘုရားအများလူမရှိခင်ရှိတဲ့ဘုရားတဆူတဆူကဘာပေါ်မှာမိမတွေအများရှိပြီမဲ့အမေခေါ်တဲ့မိမဘယ်နှယောက်လဲ ဗျာ တယောက်မိမမြင်တဲ့အမေခေါ်လို့မရဘူးကဘာပေါ်မှာယောက်ျားလေးတွေအများရှိပြီမဲ့နောက်ယောက်ျားနဲ့ယောက်ျားတွေ့တဲ့အဖေခေါ်လို့မရအမေခေါ်တဲ့အမျိုးသမီးကဘယ်နှယောက်လဲ ဗျာ ဖေခေါ်တဲ့မျိုးသား ဗျာ ဘုရားခေါ်တဲ့ဘုရားတဆူကြီးတော့ပါပြီလေဘုရားအဲ့ဒီတဆူကြီးတော့ဘုရားမှာတဲ့ဇာတိတော့နှမျိုးရှိဘယ်နှမျိုးလဲ နှမျိုးလို့ လူမျက်စိနဲ့မမြင်ရဘူးရှိတဲ့သာရဘုရားမှာဇာတိဘယ်နှမျိုးလဲနှမျိုးရှိတစ်မျိုးကဘာလဲဆိုရင်ဘုရားဇာတိဘာဇာတိလဲ ဗျာစာပြီး ဟေးဘုရားမှာဘုရားဇာတိဆိုတာရှိတယ်နောက်တစ်မျိုးကတော့လူဇာတိခံဟာဝိသိနေခံဘာဇာတိခံလဲ ဇာတိကံ ဟေးဘုရားကဘုရားဇာတိအဖြစ်နဲ့ပေးတဲ့တရားဘာတရားလဲဘုရားကဘုရားဇာတိအဖြစ်နဲ့ဘာတရားလဲ ဗျာ ဟုတ်လူနဲ့ထည့်ပေးလိုက် 我是 အေးမောရှိနော်သိနာတောင်ဘုရားမောရှိခေါ်တယ်ပညာတော်7ပါးဘာဖြစ်လဲထည့်ပေးလိုက်မောရှိကတခုတောင်းဆိုတယ်နော်ဘုရားသခင်မျက်နှာမြင်ပြစီဘုရားသူဖြစ်ပြီးငါမျက်နှာမြင်ရင်သိမယ်ဆိုပညာတရားကလူကိုဘုရားနဲ့နီးစေလားဝေးစေလား ဝေးစီပါစေ ဝေးစေသူမျက်နှာမြင်သိမယ်ဆိုရင်သူဘယ်ကကလို့မရအပညာတရားနဲ့ပတ်သက်တဲ့အချက်လက်တွေအများကြီးတည်းမှာ၃ချက်ပဲမှနံပါတ်1လူကိုဘာဖြစ်စေလဲဘုရားနဲ့ဝေးစေဒီလိုက်ဆိုမဲ့ပညာတရားက ဗျာ လူကို လူကိုဟာနေ ဝေးစေတယ် ရေးချင်တယ် ဆိုကြအောင်နံပါတ်2ပညာတရားကလူကိုတဲ့ဘာခံစေလဲဆိုရင်အချိန်ခံစီတယ်ဂလာတိဩဝါဒစာခိုင်း3နဲ့30ဒါဆိုမဲ့ပညာတရားဤ 今天的阿姨 အကျင့်ကို 结果 အမိပြုသော 没ပြု到， ရှိမြတ်တို့သည် 你全家都 အ 的 ချိန်နှင့် 这里 ဆိုင်ကြ၏ ဆန့်ကြတယ် အကြောင်းမူကား 然后吧，今天的减少了， ရေးထားကို 大家如果 အမြဲမကျင့်သောသူတိုင်း 没没去到的阿姨， ခြင်းကို 这个结 ဘု 果 စေတည်းကို 还是的有 စာလာ၏ 减少阿姨， ဒီကျမ်းစာမင်းသိလားပညာဒီကျမ်းစာဘာကျမ်းလဲမောရှိကြီးရဲ့ကျမ်း5ဆောင်ဘာကျမ်းလဲကြပြောကြအောင်ဘာဘူးကျမ်း 那减了 ဆောင်ဘာလို့ခေါ်လဲပညာဒီကျမ်းအဲ့ဒီပညာဒီကျမ်းမှာပညာပေါင်းဘယ်လောက်ရှိလဲ633ခုရှိ633ခုရှိလုံးဝမဲ့အရာမလုံးရမဲ့အရာအဲ့ဒီပညာ633ခုဘယ်လိုကြည့်ရမလဲအမြဲမကြည့်နိုင်ဘာခံမလဲအချိန် ခံရမယ် တော့မင်းကိုမေးမယ်ဒီထဲမှာထိုင်တဲ့ခုအားလို့633အလို့ရပြင်းနေတော့ မရပါဘူး ကျွန်မ633အလို့ရကျွန်တော်633အလို့ရပြင်းတော့ဖြစ်လား ရှိပါဘူး မရှိအချင်းနေနေ อืม ဘာခံရလို့လဲ ချိန်ခံ မင်းနေတော့မဟုတ်လားဆိုတော့တိကိုလိုတယ်လေမတိဘဲနဲ့ဘာမှချင်လို့မရဆိုမင်းတို့အချင်းမှုနေနေသိတော့ 的 ချင်းနေနေပြီအကဲတယောက်ကျွန်မသိရဆရာကျွန်တော်သိတယ်ဆရာပြောပဲကြည့်ဘယ်လိုကြည့်ရမလဲအမြဲဆိုတာမသိမချင်းမချင်းနိုင်ဘာခံမလဲအချင်းကျင်းနော် ဟုတ် ဒါကဘာပေါ်ရောက်တဲ့လူသားတွေကတော့ပြည့်ညတ်တရားအချင်းနဲ့ကြည့်လိုက်ရင်တရားပြီးရှေ့မှာဒါဆိုဖြောင်းမသူမရှိ တရား 我们的是 တရားမျှမရှိ 你要没有是， ဘာတရားနဲ့ကြည့်ရင်လဲ 你要不啊？ ရင်းတဲ့ကဘာပေါ်မှာဖြောင်းမလို့တရားမှရှိ
ကောင်းပြီနောက်ထပ်ချက်လေးရပါဆိုပညာတရားလူကိုတဲ့ဘာဖြစ်စေလဲသိစေဘာဖြစ်စေလဲ ဒီစေတယ် မိဘစကားနားမထောင်ရင်တဲ့၆ခဲနဲ့ပေါက်တာဆိုတော့ဒီထဲမှာအခုရွယ်ဒီပေါ့အခုရွယ်ဒီပေါ့ဒီနောက်တယ်လည်းပါနော်ဒီတော့မပြည့်လည်းပါကျွန်တော်ကျမပေါ့ဟုတ်လားအခုရွယ်ဒီမိဘစကားအမြဲနားထောင်လို့သူရှိလို့မတော့ကြည့်လားဒါဆိုရင်ဘာနဲ့ပေါက်ပါမတရားသောမေထုံပြုတ်ရင်ကြောက်ခဲနဲ့ပေါက်တာမတရားသောမေထုံဆိုတာအဲ့တော့မပြုတ်သေးဘူးရည်သားဘဝမှာမာယွန်းတယ် living together ထားတယ်ကြောက်ခဲနဲ့ပေါက်တာအဲ့တော့မပြုတ်မချင်းမာယွန်းလို့မရအောင်ဖះရှိလူရှိလက်ထပ်ပြီးမှနော်အဲ့ဒါကပြုတ်ရတဲ့ဝတ်ဖြစ်အဲ့တော့တရားသောမေထုံလို့ပေါ့ဖះရှိလူရှိနော်ဖះမမတာမမယူဖို့ဘာဖြစ်လဲလက်တံတင်ဆိုပြီးမှအဲ့တော့ပြုတ်ရင်တရား တရားတော်မိတော် ဒါမဲ့မပြုတ်ခင်မာယွန်းတော့ဘာဖြစ်လဲ တရားတော်မိတော် တို့မမပြီးမှာစစ်သူများနေတယ်ဒီကတော့ဒီမောရှိလားရှိပါလေ ဟုတ်တယ် ကမ္ဘာနဲ့ဝတ်စစ်သူများနေပေါ့မြန်မာနိုင်ငံမှာဆရာကြောက်လားပြောတော့စစ်သူများနေဆိုဟော်တယ်ပြည့်သွားတယ်နော်တဲဥကန်းနေပါပြီရှိတယ်စစ်သူနဲ့တဲဥကန်းတော့ဆိုင်လား ဆိုင်ပါ အခုလေဒါပဲပြည့်လားပြည့်တယ်စစ်တာပဲဒါပဲဟာပဲစစ်တဲ့ဒီပြလို့ကြံလို့ဟာပဲအဲ့တော့မျိုးအိမ်တော်မကြောက်ခင်တည်းကဒီတုံပြုရင်တော့မတရားတော့ဒီတုံဘာနဲ့ပေါ့သားမလဲသာရဖျားလွဲလို့ဖျားမဟုတ်တဲ့အရာကိုဖျားနေရာမှာထားပြီးကိုယ်ကိုယ်ကြောက်ခဲနေပေါ့သားဆိုတော့အချောင်းပြောနေဒီ၃ချက်နဲ့တိုင်းလိုက်တော့ သွားပြီ ကဘာပေါ်မှာရှင်းမလူပြောင်းမရှိဘူးအဲ့ဒါ633ရဲ့အဆုံးထွက်ပဲရှိသေးတယ် အဲ့ကောင်းစုဟုတ်တယ် နောက်ထပ်ဇန်လေးတွေတော့630 ဆေး လူလူတဲ့ခုလား ကြောင်း ရှားဘူးလို့ဆိုတော့ရှိသေးတယ်ကိုစောက်တဲ့အိမ်အကွက်တွေပေါ်ရင်နော်မဟုတ်မရစ်ပြောရင်ခေါ်ပြနူနေပြီးဆိုအိမ်ထဲလူမသက်အဝိအနူဆိုတာကြားဘူးလားကြားဘူးလေအဝိနူတယ်ဆိုတာကြားဘူးလေတို့ကရောင်းမရှိတယ်ဘေးတော့ပေါ့ကွာဘေးတော့စတိုးဘောစတိုးလို့ခေါ်ကိုရတော့ဘောစတိုးနော်ဒီအဝိတွေကသူများဝိပြီးသားတွေဟုတ်လားနော်ဟိုတခြားနိုင်ငံပို့တဲ့ဥစ္စာပြပြီးရောက်လာနော်ကျွန်တော်တတ်လားမတတ်လားတို့မသိဘူးနော်ဒါပေမဲ့အဲ့ဒီအဝိမှာလည်းအနုဆိုရှိအဝိအနုဖះဘလို့ပြတော့တန့်ရှင်းတယ်ဗျာတန့်ရှင်းတယ်ဗျာဘာလို့ကြိုက်လဲတန့်ရှင်း တော့ကြိုက်တယ် ဒါကြောင့်ပညာတရားရအချက်ဘယ်နှချက်လဲ၃ချက်ပဲရှိနော်၃ချက်ဗျာအများကြီးမမှတ်နဲ့လိုက်ဆိုမယ်ပညာတရားက ပြည့်တရားက လူကို လူကို ဖះနဲ့ ဖျား ဝေးစေတယ် ရေးစီတယ် တရားက ပြည့်တရားက လူ လူကို ချိန်ခံစေတယ် အချိန်ခံစေတယ်ပြည့်တရားက လူကို လူကို ဖေးစေတယ် သိစေတယ် ကဲဆိုရအောင်ပညာတရားက မန် လူ ကို ကို နာ ပေါ်မဲ့ဝေးစေတယ်ပြည့်တရားကလူကိုချိန်ခံစေတယ်ပြည့်ပါကလူကိုပြေးစေတယ် ဇာတိခံလိုက်ဘာဇာတိကြောင်းလိုက် အာသာ လူစားရီ လူဇာတိဖြစ်ဖို့ခံလိုက်ဖယားဇာတိဖြစ်တော်နဲ့ပေးတဲ့ပညာတရားနဲ့ကြည့်လိုက်ရင်ကဘာပေါ်မှာဖြောက်မှတ်သူတရားမှမရှိတော့ဘူးဘယ်ဖယားဇာတိကြောင်းလိုက်ပြီဘာဇာတိလဲ လူသာ လူစားတီ လူဇာတိခံပြီးမှပေးတဲ့တရားဘာတရား ကျေးဇူးတရား မန်းနဲ့လူဇာတိခံပြီးမှပေးတဲ့တရားဘယ်လိုခေါ်လဲ ကျေးဇူးတရား အခုနယောဟန်19ယောဟန်1ဘယ်လောက်လဲ19အဲဆိုမဲ့ပညာတရားကို ပြည့်တရားကို မောရှေလက်တွင်ပေးတော်မူ၏ ပေးတော်မူ၏ ကျေးဇူးတရားနှင့် ကျေးဇူးတရားနှင့် က သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ယေရှုခရစ်အားဖြင့် ဖြစ်တည်း ဖြစ်သည် လူသားတိခံခြင်းဘာတရားအတွက်လဲ ကျေးဇူးတရား သောပညာတရားကိုဗရိညင်တရားဟောင်းလို့လည်းခေါ်တယ်။ဘာလို့ခေါ်လဲ ဒိန်တရား ဗဒိညင်တရားအ သိ စ်ဗရိညင်တရားအစ်လို့နော်ကျေးဇူးတရားဘာသာတိခံမရ လူသာ ဗရိညင်တရားအစ်ပြုတ်ဖခင်ကဖခင်စာရီဖြစ်တော့နေလို့ဘာဖြစ်လဲမရဘူး
လူသားတွေကိုခါလိုက်ရကောဘီဒုမြန်မာကျန်းစာခဲမှာရှာရှာပါပါကြမ်းမဲ့တစ်ပိုက်ရှိကင်းကြီးမှာကျန်းတော်ရှိလားကင်းကျန်းတော်ဆိုတော့ရှိလားရှိတယ်ကင်းကျန်းတော်ရှိတယ်နော်ချင်းကျန်းတော် ရှေ့ ချင်းကျန်းတော် ရှေ့ ဒုမြန်မာနိုင်ငံတိုင်းသားကျန်းတွေရှိတယ်နော်တိုင်းသားကျန်းတော့မြန်မာကျန်းထဲမှာအဲ့ဒီကျန်းပိုက်တစ်ပိုက်ရှိတယ်ဒါပေမဲ့တိုင်းသားကျန်းထဲမှာမရှိဆရာရောက်ဖကနော်ဆရာရောက်ဖတယောက်ကြီးသူကကျန်းစာဖတ်ရင်ကင်းလိုပဲဖတ်ဒါနဲ့ဒီကျန်းပိုက်ကိုဆရာမေးဖို့မေးတော့သူကဘာဖြစ်လဲ သိယူ မသိတာမရှိတာ အာ မသိတော့ကျန်းစာတွေမသိစားရအကြောင်းမရှိဒါနဲ့ပတ်သက်ပြီးတော့ဆရာဘာလို့မေးရလဲဆိုဆရာတနည်းတယောက်ရှိဆရာတို့အသိန်းတော်ရဲ့တင်းုံဆရာရဲ့သမီးတင်းုံဆရာသမီးရဲ့ဆရာစနေကြီးတောင်းနေပဲအိမ်ရောက်လာငါအသိန်းပြောင်းလိုက်ပြီတဲ့ငါနှစ်ချင်းမဟုတ်တော့ဘူးတဲ့နိုင်ငံခြားလာတဲ့အသိန်းငါပြောင်းလိုက်ပြီတဲ့ငါတို့အသိန်းကဝမ်ကော့ပဲတဲ့ဘာလဲဝမ်ကော့တဘာပဲလက်ခံတယ်သူဆိုရဲဝမ်ကော့တဘာဘာလည်းမခံဘူးလေ တော့ဘာ သုံးပါးကလည်းမခံတော့ဘူးတဲ့ငါတဘာပဲလက်ခံတယ်တဲ့ဟုတ်တယ်ဒီသူဆရာပြမေးနေဘာပဲလုပ်လဲဒီချမ်းသာဖတ်ကြည့်လေတဲ့ဘာဖတ်မှာပညာတော်စေဘနံပါတ်1ဘာနဲ့စ တော့ဘာ သာလို့ပြောတာခြားတော့ပြောဘုပဲ နော်ငါမ3ပါးလို့လဲမပြောဘူးလေတဲ့ငါမဘာဖြစ်လဲ တပါး ငါမသိခဲ့လို့တဲ့ငါအခုမှသိသွားပြီတဲ့ငါဘာပဲလက်ခံမလဲ3ပါးဒီသူဆရာပြမေးထိုချမ်းသာရှိမြတ်ပြီဘယ်သူမှသွင်းတာလဲဖယားကမှုသွင်းတာနော်ဝိညာဉ်တော်နဲ့မှုသွင်းစဒီချမ်းသာတောက်ထဲမှာတဘာဆိုတာပါလားပါတယ်နော်ငါမတဘာချမ်းမနေရှိလား ရှေ့ ရှိနော်ဒီချမ်းသာထဲမှာ3ပါးဆိုတာပါလားပါတယ်3ပါးလည်းပါတယ်ကြည့်ကြည့်အောင်တဘာနဲ့3ပါးဘယ်မှာလဲ တူတူနဲ့လေ ဒီချမ်းသာတောက်ထဲမှာတဘာလည်းပါတယ်3ပါးလည်းပါတယ်ဆိုတော့တဘာနဲ့3ပါးဘယ်မှာလဲ တော့ဘာတော့ဘာလဲ 3ပါးမှတဘာမှာလို့ ခုပါမ3 1 နော်ငါကုစလုံးမှန်တယ် စလုံးနဲ့နေ တဘာနဲ့မှန်တယ်3ပါးလည်းတဘာက3ပါးလည်းပြောင်းတာကိုချက်ရဆွဲလို့မရအောင်ဒါမိုင်းတော့ဩဝါဒကသူချက်ရဆွဲတယ်သူချက်ရဆွဲတယ်ဒီ doctrine လုပ်လိုက်ဩဝါဒလုပ်တယ်ဂိမ်းနာတွေ꿰သွားတယ်အားပဲဒါကလေးဒီမှာရှစ်သွားလို့ကျမ်းစာမှာဘုရားပြောတဲ့စကားကိုဘာဖြစ်လဲသူကထိုင်သွားတဘာလို့ဘာလို့ပေါ်ပြလဲအကြောင်းရှိ3ပါးလို့ဘာလို့ပေါ်ပြလဲအကြောင်းရှိအကြောင်းမဲ့ဆိုတော့လုံးဝမရှိတဘာဆိုတာအထူးသဖြင့်တဘာတော့ပဲသူမျိုးအခြေပြုတာအဲ့ဒီလူမျိုးအစ္စရေးဣသေလဘယ်ကနေဆင်းတယ်လဲအာဗျံသားဘာလို့လဲဣဇက်သားဘာလို့လဲယာကုပ်နာမည်တော့ဘယ်လိုခေါ်လဲအစ္စရေးလူမျိုးတော့ဒီလူမျိုးတော့ဘုရားသခင်ဂတိတော်နဲ့ဆိုင်နေပါပြီအမျိုးအီဂျစ်ပြည်မှာနေပေါင်း400ကျော်ကျွန်းပေါ်နဲ့နေရတယ်ဘဝနှိမ့်ချတယ်အမျိုးကမြင့်တယ်ဘာမျိုးလဲဂတိတော်နဲ့ဆိုင်နေအမျိုးဘဝကနှိမ့်ချတယ်အမျိုးနဲ့ဘဝဘယ်ကိုရည်ရှိလဲ ဟုတ်မျိုး ဘဝဘယ်ကိုရည်ရှိလဲ မျိုး ယူ အေးအမျိုးကဒီနိုင်ငံထဲမှာချမ်းသာတဲ့သူတွေရှိလား ရှေ့ လူငန်းရှင်တွေရှိလား ရှိတယ် တယ်သူတို့ဘဝကောင်းတယ်ဒါပေမဲ့တို့ကသူတို့လည်းမြင် ဒီမဲ့ ဘုသူတို့လည်းဘာဖြစ်လဲမြင် ပြည့်တယ် သူကဗျာ အာမင် ဘဝကတော့သိရမလားအလုတော်မှာဘာဖတ်မြင်ပေါ့နော်အဲ့မှာဘာဖြစ်ဘဝတို့ဖတ်မြင်အမျိုးတို့ဘာဖြစ်လဲဟောလို့ရဘဝကလိမ့်တယ်အမျိုးကမြ ပြ င် ည့် တယ် နေ ဣသေလကျွန်မျိုးမဟုတ်တော့ကျွန်ဘဝကိုရောက်နေဒါပေမဲ့ကျွန်မျိုးတော့မဟုတ်အမျိုးကမြင်တယ်ဂတိတော်နဲ့ဆိုင်ပါပြီလေမျိုး ယူ ဒီလူမျိုးကိုဘုရားကအခြေခံတော့ဘာလုပ်လဲမောရှေဆိုတဲ့နော်သူရဲ့လူကိုဘာဖြစ်လဲဆင်လုပ်ပြီးတော့အီဂျစ်ပြည်ကနေကဲထုတ်ခိုင်းလိုက်ပေးလဲနှစ်ချမ်းဘာဖြစ်လဲ ဝယ် ဘုရားသခင်တကူတော်ပဲခွဲတယ်ကျောက်ဖျားဘာဖြစ်လဲ ဒီထွက်တယ် ကောင်းကင်ဘာချပေးလဲ မနာမို့ လေးအချိန်မှာဘာဖြစ်လဲ ဒီတာ မိုးချိန် နေတယ် ဟုတ်တယ်လေးအချိန်မှာ ဘုနေ ညအချိန်မှာ ဘူးတိုင်း စာကုလို့တိုက်ပါစာကုလို့တိုက်ပါနော်ဆို
ဖယားကကိုယ်ရအောင်လုပ်ပါပြီတေးတယ်ကျန်တော့ပြီးတော့ခန္ဓာပြီးပါပြီလေခန္ဓာပြီးပို့ဆောင်ဖယားဖြစ်တယ်ဒါပညာတော်စေဝနံပါတ်1ကဘာလို့စား ဘာမှမပါ ဆရာတော်ဘုရားကို ဘုရားနေပါ ဘုရားနဲ့ဆိုတာကအကြောင်းပဲပြောတာမဟုတ်ဘူးအတိတ်ကအတ္တကြီးတဲ့စကားမဟုတ်တော့ဒီတော်တော်ဘုရားအတ္တကြီးတယ်သူ့ပဲကိုယ်ွယ်ခိုင်းတယ်အခြားဘုရားဆိုမကိုယ်ွယ်ဒီတဲ့အတ္တနော်ငါဆိုကျွတ်အတ္တလို့အတ္တဒါမှအတ္တမဟုတ်ငါမှတပါအခြားသောဘုရားမကိုယ်ွယ်နေဆိုတာအစ္စရတမျိုးလေးကိုပြောတာငါတို့ကကရင်လူမျိုးစက်တဲ့ဘုရားကျတော့ကိုယ်ွယ်ကျမ်းစာရဲ့ကျမ်းထိုင်ငါတို့တပါမျိုးသားကဘာပေါ်မှာရှိတဲ့လူမျိုးတွေကစက်တဲ့ဘုရားကျတော့ကိုယ်ွယ်ဤတေလာကတော့မရဘယ်သူနဲ့ဆိုင်တာလဲ ဗျာ ဘုရားနဲ့ဆိုင်တာပါဘုရားနဲ့ဆိုင်တဲ့အတွက်ကြောင့်ဘုရားသူတို့ပြောတာဘာမှတပါ ခြားသောဘုရား မဆိုင်တာမကိုးကွယ်နဲ့ပြောတယ်မဆိုင်တာကိုမကိုးကွယ် လေ နဲ့မင်းတို့ငါနဲ့ဆိုင်လားဆိုင်တဲ့ကောင်ကိုဘာဖြစ်လဲကိုးကွယ်မဆိုင်တာကို ကိုယ်ကိုယ် အဲ့ဒီလိုပြောတာဥပမာဆရာဦးစံသာတင်ချွေးထွက်လာနော်ချွေးထွက်တယ်ပေါ့ထားလိုက်နော်ချွေးထွက်တယ်အခုကလည်းအေးလို့နော်ဒီကနေ့စက်တယ်အောင်အရန်ချွေးထွက်လာမျက်နှာပူတယ်ဆိုကြဘူးလား ကြာပါ တောင်းပြနော်မျက်နှာပူလိုက်တာဘာညာပေါ့ကွာဒါမရှိဘူးဒါပေမဲ့ဒီနိုင်ငံရောက်မှဆရာလည်းမျိုးသိသွားမျက်နှာပူဖင်းဘူးဒီမကောက်ဖင်းမပူတာနော်ဘာလဲဒီစက်အပူရှိတာအဲ့ဒီနော်အဲ့ဒီကလည်းဘူရာပဲချဘူးတာနော်ချစ်ထွက်တယ်ကွာဟိုစင်းသွားမယ်လက်ပေါ်မှာမျိုးမျိုးတယောက်ဆောက်သွားမယ်ကျန်တော့မသိနော်သူဆက်ပေါ်ထိုက်တယ်ငါ့ကိုရှော့ပေးကျန်မသိလားဒီကဆက်မှာတော့ခိုင်းတယ်သူကပြောမယ်အပါရနေဘာလာခိုင်းနေကြောင်တော်ကဘာလာခိုင်းနေတယ်ပါရလိုက်တာဟုတ်ကဲ့ပေါ့ကိုနဲ့မဆိုင်တဲ့မိန်းမတော့ခိုင်းလို့ပြရဥပမာဆရာမိန်းမပါလာမယ်ဒီဘက်ကိုငါ့ကိုရှော့ပြရလား ရတယ် ဘာလို့ပြရ ပြောဆောင်နေပါ ပြောဟာဆိုတဲ့ဒီအဲ့ဒါမဆိုင်တာတွေမကိုးကွယ်နဲ့ဆိုင်တဲ့မင်းတို့ငါ့ကိုပဲဘာဖြစ်လဲကိုးကွယ်တယ်စွန့်လို့တာတော့သူရဲ့နဲ့တည်းမသိရင်ဒီပြအတ္တကိုသူ့လိုက်တယ်ခင်ကောင်းတယ်တော့ဥမာပြောမှာဥစ္စာမမင်းမရှိဘူးရှိတော့ခဏခဏပြောတဲ့အကြောင်းမဲ့မဟုတ်ဘူးတွေ့မလားသဘောပေါက်တော့ကျမမဆက်ပြောမလို့နေငါကလွယ်လို့ဘယ်ရောက်ချမ်းနဲ့မမိန်နဲ့ မမ တရားလား တရား ရပါလေ တရားလား ရပါလေ ဆက်ထားဖို့ ဆောင်နေပါ ကြားတဲ့ကြားလို့ကြားဒီတိုင်းပေါ့ကြားလို့လည်းကြီးထားဖို့ဆိုင်လားဆိုင်ပါဘူးတကယ်ချင်းပါ ရှင်းပါ ဒါပေမဲ့ရည်သားဘောမှာကောင်းပြောတယ်ရည်သားဘောမတူပါဘူးနော်ဘယ်နဲ့ဝတ်ထားတာရည်သားဘယ်နဲ့ထားတာဘယ်နဲ့ဘာပဲဖြစ်နေငါကလောလို့တော့မပြောနဲ့ပြောပိုင်မှုရှိရည်သားဘောမှာပြောပိုင်မှုမရှိနော်ဒါပေမဲ့လက်ထပ်ပြီးတော့ဘာဖြစ်လဲပြောပိုင်မှုရှိသွားပြီနေငါကလွဲလို့ဆိုငါဘာဖြစ်လဲသုံးလို့ရတကယ်ချင်းလား ရှင်းပါပြီ ဒါလည်းတပါးဆိုတာလည်းအကြောင်းရှိတယ်သုံးပါးဆိုတာလည်းအကြောင်းရှိသုံးပါးဘာရောက်ပေါ်ပြလဲသုံးပါးကျန်တာဘာရောက်ပေါ်ပြတရားမတလူမျိုးတကာနဲ့ဆိုင်တယ်မှန်အဲ့ဆိုင်လို့ လူမျိုးတွေကလည်းဆိုင်လို့ လူမျိုးတကာနဲ့ဆိုင်ဘာလဲသုံးပါးတစ်မျိုးနဲ့ဆိုင်ရင် တပါ ပညာတရားအောက်မှာနေတဲ့လူမျိုးတစ်မျိုးပဲရှိတယ်ကမ္ဘာမှာငါတို့ကငကိုတွေကမနေခဲ့ဘူးဟာပြောမယ်နော်ငါတို့ကငကိုကလေးကပညာတရားအောက်မှာရှိခဲ့တာမဟုတ်ဘူးငါတို့တပါးမျိုးသားဖျားပေါင်းများဆိုတို့ဘာဖြစ်တို့မျိုးတွေဘာဖြစ်ကိုးကွယ်ကောင်းကင်မှာရှိတဲ့နေတွေလာတွေခြေတွေဂျိုတွေနဲ့တွေတရားပြကိုးကွယ်မြေကြီးမှာရှိတဲ့တစ်ပင်တရိษံလူတိုးတော်ရင်းမြစ်တဘာဝနော်အခုဆိုစကြဝဠာစသဖြင့်ပေါ့ကိုးကွယ်တို့တပါးမျိုးသားတွေဖျားပေါင်းများဆိုကိုးကွယ်ဒီဒင်းလေးယေရှုတို့ယုံလားလို့ဘယ်လိုဖြစ်လဲဘာတရားနဲ့ယုံလဲ ကျေးဇူးတရား တို့ယေရှုကိုတရားနဲ့ယုံထားတာမဟုတ်ဘူးတို့ယေရှုကျေးဇူးတရားနဲ့တန်းယုံတာတချို့ဆရာတွေကပညာတရားကျေးဇူးတရားကိုပြောမယ်ကွာချက်ပြောတာရှိတယ်ဒီလိုဆရာဒါတော့သူပြောကြမလို့နော်ဆိုတော့ဒီမှာပညာတရားကျေးဇူးတရားကိုအဲ့လိုပေါ့ချက်ပြောတာကြားဘူးတယ်
နော်ဒါပေမဲ့ဒုခရိယန်တွေကဘာကိုဆွတ်သုံးလဲ ပညာ ဒုခရိယန်တွေကအဲ့ဒီပညာတရားဆွတ်သုံးတာတနုံးနေနေဆိုဘာနေလဲ ဟုတ်တယ် ဒီတော့ချမ်းသာတနုံးနေဥပုပ်မှာဟုတ်တယ်ပညာတရားရဥပုပ်ဆိုတာရှိတယ်လူတစ်မျိုးနဲ့ပဲဆိုင်တယ်ဒုနဲ့မဆိုင်ဘူးဂျူးလူမျိုးနဲ့ဆိုင်တာဘယ်နေ့လဲစနေနေ့ စနေနေ့ ဘာမစားရညာမစားရှိလားရှိရင်မသားမစားနဲ့ဘာမစားနဲ့ဒါလူတစ်မျိုးနဲ့ဆိုင်တာအခုတော့ဘာဖြစ်လဲ ဂျုံ ဘယ်တရားဆိုလို့ရှိနေလဲ ပညာတရား ဒီမှာတော့ဒီဆောက်တော့ဘယ်ကောဗိမ္မာန်တို့မဟုတ်လား ခေါ်တယ် ဗိမ္မာန်တို့ပါဘယ်တော့မလဲဒါဗိမ္မာန်တို့မဟုတ်ဘူးဆုအသုံးလုံးတွေပြောတာအသုံးလုံးတွေကတို့ကဘာဖြစ်လဲအေးလူတစ်မျိုးလို့ခေါ်တဲ့ Israel လူမျိုးတွေစီကနေဘာဖြစ်လဲတို့ကယူဆွတ်ဘာဖြစ်လဲသုံးတယ်ဘုရားเจ้าဆိုရင်ဗိမ္မာန်တော်တနုံးနေနေဆိုရင်ဥပုပ်နေစုတောင်းရင်ဤဥပုပ်တော်နေ၌နော်ဤဗိမ္မာန်တော်၌ပါတော့ပါဘူးလားနော်ဒီလိုနဲ့ဆိုင် Israel လူမျိုးတွေကတော့ဗိမာန်တော်ဆိုတာရှိကိုရှိရ Israel လူမျိုးတွေဥပုပ်တွေဆိုတာရှိကိုရှိရငါတို့ကတော့ဥပုပ်တို့ဟုတ်လားဗိမာန်တော်ဆိုတဲ့အသုံးလုံးနဲ့တို့ပေါ်လို့မရတို့ကဒါနဲ့ပေါ်လာဗါလဲဒါတို့တော်တော်များများကတော့နှုတ်ကပတ်တော်တရားဖတ်ရှုလေ့လာခြင်းမရှိတော့နော်အသုံးလုံးတွေအစပါပြီလေစွတ်တောင်းတာတွေအစပေါ့နော်သုံးဆွဲတာတွေအစဟိုမှာတရားနဲ့မညီတာတွေအများကြီးဆက်တွေ့ရနော်ကောင်းပြီကျေးဇူးတရားနဲ့ပတ်သက်လာရင်သုံးပါးဆိုတဲ့ကျမ်းညွှန်းဟာတို့မြန်မာနိုင်ငံတိုင်းရင်းသားကျမ်းတွေထဲမှာမပါဘူးတို့မြန်မာကျမ်းစာအုပ်ထဲမှာပဲပါတယ်ဘာကြောင့်လဲလို့မင်းရင်ဆရာကြီးကတန်ဘယ်နိုင်ငံလာနိုင်ငံများဟုတ်ဟုတ် အမေရိကန် ကဲ အမေရိကန်မှာနေတာနော်တရားမရှိတနည်းသူတဲဥကောင်ခီးသွားရင်းနဲ့တဲဥကောင်မှာတဲရင်းနဲ့သူဘိနာအခန်းကြီးကနေသွားတဲ့အတန်ချာလောကခံစားတဲ့နော်ကြီးသွားတဲ့လူတွေအတန်ချာမိုးလင်းတော့သူမရှိတော့ဒါနဲ့ပိုင်ရှင်သွားမေးတယ်ကျွန်တော်ခံပြီးနာလူတယောက်လောကခံပြီးတော့တ냐လုံးကြီးတယ်တဲ့ကျွန်တော်ချားနေရအခုပဲရောက်သွားလေသုံးသွားပြီသူ့နာမည်ဘယ်လိုခေါ်လဲလို့စိတ်တွက်ကထပ်မေးတယ်သူ့နာမည်တဲဥကောင်ပိုင်ရှင်ပြောပြသူအဟောသွားသူ့တငယ်ချင်းဖယားတရားမဲ့တငယ်ချင်းတ냐လုံးယောဂခံပြီးပါပြီလေပြီးသွားတယ်အဲ့ဒီကောင်မဆယ်ဦးကဘယ်သူပဲပြန်လဲအေးစိတ်မှာစမ်းတဲ့တဏှာတော့ပြီးတော့တရုတ်ဆရာသားတယောက်နော်ခဏပေါ့ဆရာတို့နားအချိန်မှာယူနီတာနဲ့တောက်လို့သူနဲ့စကားပြောသူ့သက်တာကြောင့်သူသက်တယ်ခိုင်ဆရာတဲ့ကျွန်တော်ရည်သားသက်တမ်း6နှစ်ရှိတယ်တဲ့ရည်သားသူထား6နှစ်လောက်ကြာတယ်တဲ့ပြီးတော့သူကနိုင်ငံတင်မောစီတင်မောသားကျွန်တော်အိမ်တော်ပြုတ်လိုက်တယ်တဲ့တင်မောစီကျွန်တော်မိမနှုတ်ပြီးလင်းတယ်ဖောက်ပြန်ဒါနဲ့ပြန်လာတော့သူမိမဖောက်ပြန်တာတော့သူဘာဖြစ်လဲအေးအိမ်တော်ကိုသွားအိမ်တော်ကိုတော့မိမမရှိတော့သူဘာလုပ်ဒါပေါ့ရှင်းမလားတင်းလေးဒါကြိုက်တယ်လေဒီတိုင်းတောက်တယ် သိတယ်နော် တက်တော့မသေးဘူးနော်အရင်ကဖြစ်တော့ဟာရှင်းမလားမိမမရှိတော့ဘာနဲ့ဘောလုပ်လဲ ရက် တနေ့အရင်တောက်နေတဲ့အချိန်မှာခွေးတစ်ကောင်ရောက်တာဘာရောက်လာလဲခွေးကောင်ရောက်ခွေးဆိုတော့ဒီမှာရောက်လာနန်းတာပေါ့ကွာဝင်တော့ဒီနန်းတာပေါ့နန်းပြီးတော့ခွေးကဘာလို့သူ့သိန်းနဲ့ပန်းနေဆိုတော့အဲ့ဒီမှာလင်းရသွားသူဘာရောက်သွားလဲလင်းရလူမပြောနဲ့ငါခွေးတော့ဘီးမဆိုင်ဘူးတဲ့ဆိုတော့အခုလည်းကမှရတော့မယ်အေးဆိုတော့နောက်တော့ဖျားဘာဖြစ်လဲ တို့ရ ဖျားပဲတန်လေဆိုလူတွေဖျားပက်လဲပေါ်လေနေပြောင်းနေတော့ပါဘူးမတူဘူးနော်ဆိုဆယ်တော့တန်တော့ရှိတဲ့ခါကြတော့နော်တာနာပြုတ်ဖို့ဘယ်နိုင်ငံသွားလဲဆိုအိန္ဒိယပေါ်တော့အင်္ဂလန်ကနေလာတဲ့ဆယ်ကျုံနဲ့တော့တွေ့ဝေလန်ကယ်ရီဘယ်လိုခေါ်လဲ ဝင်လာကဲ ကယ်ရီနဲ့ဆယ်ကတာဘာဖြစ်လဲအိန္ဒိယမှာတွေ့ဆယ်ကတာအမေရိကန်ဟိုကအင်္ဂလန်ဒါနဲ့ဝေလန်ကယ်ရီကပြောကြတယ်မြန်မာပြည်မှာငါသားရှိတယ်တဲ့သူ့နာမည်ဖိလစ်ကယ်ရီတဲ့ဖိလစ်ကယ်ရီ
တော့မြန်မာစကားရတယ်တဲ့မြန်မာစာလေးရေးတတ်တယ်မြန်မာဘရင်မင်းမှုသူဆောင်တယ်တဲ့ဆိုတော့ဆယ်ရီတာမိတ်ဆက်ထားပြီးတော့ဆယ်ရီတာအိန္ဒိယမှာနေလို့မရဘာဖြစ်လို့မရဆယ်ရီတော့မသိဘူးနော်ဘာမှစောက်တော့ဖိုက်လို့ကြည့်တယ်အဲ့ဒီချိန်မှာအင်္ဂလိပ်နဲ့အမေရိကန်တပ်ပွဲချင်းစစ်ဖြစ်နေဆိုတော့အိန္ဒိယကဘယ်လိုအုပ်ချုပ်ထားလဲ English အုပ်ချုပ်ထားတော့ဆယ်ရီတာဘာဖြစ်လဲနေခွင့်မပြုဆယ်ရီပင်လုံးကေတော့နေလို့ရဆိုတော့နေလို့မရတော့ဘယ်ပဲရောက် မြန်မာ ဒါဖျားချန်လူချန်စီကအိန္ဒိယ India ဖျားချန်စီကမြန်မာတော့တခါကျတို့ချန်စီတို့သက်ရှင်တယ်သိရမလားတို့လူချင်တာတို့ဖြစ်ကြတယ်မရှိဘူးလား ရှိပါတယ် အဓိကတော့ဖျားသခင်ထဲမှာဘာပဲလဲရှိထားပြီးသားတို့ကလောကထဲမှာရှိတဲ့သူမဟုတ်တော့တို့ကခရစ်တော်ထဲမှာရှိတဲ့သူဖြစ်တယ်အသိန်းသောရာတွေဘုသူထဲရတယ်ကိုတော့ထဲဘသူအားဖြစ်လဲဘသူကိုလဲမေလောကထဲမှာတို့ကခရစ်တော်ထဲမှာရှိထားပြီးသားတော့အကျဉ်းစီလို့ပြောရင်တို့အကျဉ်းစီနဲ့ဖျားချန်တူလား တူပါဘူး ကောင်းကင်ဒီမြေကြီးတွေဘာဖြစ်လဲမြင်းတကယ်တို့ဖယားအကျန်ဒီတို့ကျန်ဒီဘာဖြစ်လဲမြင်းဒီမဲ့ဆိုဆက်တူရောင်းမဘာလုပ်လဲဒီတော့လုပ်လို့နော်အန်ဂျူ2မှာလုပ်တယ်ဟုတ်လားပြီးတော့ဒီလာဖို့အတွက်ဘာဖြစ်လဲကျောင်းပေါ်လာတယ်ဒီလာတယ်ဒါပေမဲ့လုံငါကဘာဖြစ်လဲလုံငါချားဖြတ်ဖြစ်ရှင်းမလားဝေရမယ်လောက်ပေါ့ကွာအဲ့ဒါဆိုဘာဖြစ်လဲမလုပ်တော့ဟုတ်လားရှင်းမလားဒါမဲ့လုံးမရှိလုံးရှိတော့ရှာတော့တော့ဒီမှာရှာတော့ကိုရှာဒီကြမရအောင်သူတို့တကယ်တော့ဆွဲကောက်ဘူးတော့မျိုးတဲ့ဒီတော့ဘယ်သူနဲ့တွေ့လဲ ဗီဒီယို ဘယ်သူနဲ့တွေ့ကမ်ပီနော်နိုင်ဂျီးရီးယားလားယူဂန်ဒါကမ်ပီဒါမဲ့ဆက်ဒီဘာလို့လဲတော့ဘာချုပ်ပဲပါစာရာလေးပါ Samaritan Pass စာရာလေးပါတော့အဲ့ကပ်တဲ့သူ့မေးတာနော်ဒီမှာလာလောက်တယ်မေးတော့ကွာလောက်တော့ရပြီလားမရသေးဘူးသူချပေးမယ်တော့ဘာဖြစ်လဲဆိုတော့ကွာခုပေါ့ရှာတဲ့လုပ်တယ်ရှိတာပေါ့ကွာဒါပေမဲ့တခါကျတော့ဖျားတယ်သူ့စံနေထဲမှာဖြစ်တာဆိုတော့အလုပ်လေးရတယ်သူကဘာဖြစ်ဖြစ်လဲသူကဟိုတကယ်တော့ပြန်ကြည့်မယ်လက်ရှိတော့မခံသေးဘူးကွာသူကနော်ဒါမှဆရာနဲ့ရောမတွေ့ထားဘူးလက်ရှိမခံသူကဆရာရောက်ရင်သူဘာခါကြိုက်လဲဒီစီလက်ချင်းဆိုတော့ဆရာဟုတ်တော့ကိုယ်လည်းသူပဲကုန်ရခံတော့ပါနော်ဒီဒူဘိုင်ကဘယ်တင်းတော့မကုန်ရခံဘူးမနိုင်တော့ရှင်းမလားသူကမသိရတယ်ဘယ်တင်မကောင်းကြီးတွေကဘာဖြစ်လဲသူဘာလို့ခေါ်လိုက်တာလဲနော်နေဆရာဘယ်မှာနေကြလဲ Pass စမ်းမတက်ပြောပြီးတော့ဖိတ်တာနော်ကရင်သုံးလုံးနှစ်ဖက်ကရင်သုံးလုံးကြားမှာကျန်ပါပြီလေနေခဲ့တာလူ၅ယောက်ကြားမှာကျန်ပါပြီလေခဲ့တာနော်ဝင်လိုက်ထွက်လိုက်ကွာသိမလားအဲ့မှာကြက်ကြက်တဲ့ညီကိုနေကောင်လေးရှိသေးတယ်ဘုန်းကြီးကတော့နော်ဒါလည်းလို့ညတဲ့ကောင်လေးဒါပြီးပေါင်းနေကျုပ်မယ်လို့ပေါင်းနေနော်တော့တောင်းရတဲ့ကောင်လေးရှိသေးတယ်အဲ့တော့ဒါပေမဲ့ဘာဖြစ်လဲရှင်းလို့ကြောက်ဖို့နော်ပြီးခဲ့တဲ့နေ့ကဆရာနေသွားခဲ့နော်ဆိုဆရာပြောချင်တာအဲ့ဒါနော်တို့ကလောကထဲမှာရှိတယ်သူမဟုတ်တော့တို့ကခရစ်တော်ထဲမှာရှိသွားတယ်ခရစ်တော်ထဲမှာရှိတယ်ဘုသူကြံစီတယ် ဘုရားကျန်စီ ဆိုဒီနိုင်ငံဆရာရောက်ဖို့အတွက်ဘုရားသူတင်ပါပြီလေလွတ်ထားတာဘုသူလွတ်ထားတယ်ဟေးတော့ယေရှုမလာခင်ဗတ္တိဇံဆရာရောဘုရားဆင်းလွတ်ထားယေရှုတဲ့6လဆုံးမွေဗတ္တိဇံဆရာရောဟာယေရှုမလာခင်သိမလားလမ်းဟောပါပြီလေပြင်ထားတယ်နော်သူ့လည်းဘုရားပြင်ဖို့အတွက်ပေါ့နော်ဒီကိုလိုက်တာ အမင်း ဆိုတော့ဆရာကြီးတက်တာဘုရားကြံစီနေပဲရောက်လာ မြန်မာ စကုနာဝီလန်ကယ်ရီရဲ့တာဘလူပဲဖိလစ်ကယ်ရီတွေ့တယ်နော်မြန်မာစာတင်တယ်မြန်မာစကားပြောတယ်ကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာတဲ့အခါမှာသူဘာလုပ်လဲအေးကျန်းစာဘာသာပြန်တယ်နော်ဝိညာဉ်ကစောက်စာပြီးရှိတယ်နော်မပြန်ဘူးတရားဟောချက်တွေရှိတယ်နော်မပြန်ဘူးဘာပြန်လဲ ကျန်စာ အဲ့ဒီအဲမှာဆရာဘာဘာကျမ်းမဲ့တစ်ပိုက်ရှိဘာကြောင့်လဲဆရာကြီးကအင်္ဂလိပ်ကပြန်တာမဟုတ်တော့မူရင်းဟေတယ်ဟေလတာပါဠိတော်မှာဘာဖြစ်လဲမြန်မာပြန်ဆိုပဲနော်ဆက်မှာပါတယ်ကဲကောင်းအောင်ရှိအောင်ပြီးရောကျေရောဘယ်မှာဆောင်ခိုင်းတာငယ်ခုနှစ်နော်ညာရေးကြည့်တဲ့ကျမ်းပိုက်လေးတော့တမန်စီဘယ်မှာရှိတယ်တနိုင်တယ် ဆရာကိုယ်ရီရှာရဆရာ ဒီဘောပေါ်နေမြောက်ပေါ်တာမြောက် ဦးသားလေးရဆရာ ဒီဝဲပေါ်တာထဲပါ
ok phải đúng chưa lẽ တို့ပြင်းကောင်းကင်ဘုံ၌နေတော်တပါနောက်ဘက်တော်တပါတန်ရှင်တော်ဝိညာဉ်တော်တပါတတိခံ3ပါးရှိ၍ထို3ပါးတို့တလုံးတဝရဲဖြစ်တော် sao nó nghe sao lẽ rồi công kinh bộ anh sao lẽ công kinh bộ bộ cho đúng chưa nó nghe chưa bao giờ nghe chưa chưa မြေကြီးပေါ် မကြီးကလည်းဝိညာဉ်တော်တစ်ပါးရေတစ်ပါးအသွေးတစ်ပါးသိခံ3ပါးရှိ၍ထို3ပါးတို့သည်တညီတညွတ်ချင်းဖြစ်ကြ၏如今真啥个是吧今真的但那真嘛是吧可能嘛吧可能嘛吧喏今真的不得了是拍起来可能吧အခုခုနှစ်ကဘာလဲဆိုင်ကောင်းကင်ဘုံနဲ့စရှစ်ကမြေကြီးဟုတ်လားအသုံးလုံးမတူဘူးနော်ရှစ်ကဘာလဲမြေကြီးခုနှစ်ကကောင်းကင်ဘုံမှာဘယ်နှပါးရှိလဲ3ပါးပြောကြည့်အောင်အမေ ဝိညာဉ်တော်တစ်ပါးလောကမှာတစ်ပါးဝိညာဉ်တော်တစ်ပါး ဟာဒီနော် ရှိတော်ဝိညာဉ်တော် ရှင်တော် ဝိညာဉ်တော် ညတော်ဓမ္မဆိုဝိဘောရရတဲ့နော်တယ်တော့ဆရာတို့အကြီးနဲ့ပြန်နော်ဒါနဲ့တော့ရှိတာလေးနဲ့ဖြောင့်တရားတော့နော်ကောင်းကင်ဘုံမှာခမဲတော်ဘေးနားမှာဘာရှိလဲ သားတော်မရှိသားတော်မရှိသားတော်မရှိ ရှင်းတော့ရတယ်ပါ တော့ကျိုးသွားပြီခမဲတော်သားတော်ခမဲတော်သားတော်ခမဲတော်သားတော်ဆိုနှုတ်ကျိုးသွားတော့မလူလားတဲ့ဇလုံးနောက်ထပ်တစ်လုံးပေါ်လာတယ်တဲ့မှာမဲတော်ခမဲတော်သားတော်ရှိဘာရှိအောင်အဲ့ဒါမိုင်းတော့ဩဝါဒကြီးကဘာပေါ်မှာပေါ်လာတယ်ဟာဒီတော့ကောင်းကင်အသုံးနှုန်းကခမဲတော်ဘေးသားမှာဗာလဲနှုတ်ကပတ်တော်သားတော်မဟုတ်ဘူးခမဲတော်နှုတ်ကပတ်တော်ကျင်းရတော့ဘယ်နှပါလဲ3ပါဒီမှာရှိကတရှင်သောဝိညာဉ်တော်ကိုကျမ်းစာကအသေးစိတ်မရှင်းပြခလေကနှုတ်ကပတ်တော်တပါးကိုကျမ်းစာကအသေးစိတ်ရှင်းပြကောင်းပြီကျမ်းမဲ့တော့ဒုဖတ်လို့ဖတ်ရမှာမဖတ်လို့မရရောတစ်ရှင်တို့ပြန်ခိုင်းတဲ့ငယ်တစ်အဲ့မဖတ်လို့မရအောင် တော့ရှိ ပြားပြည့်တော်မူ၏ ကောင်းပြီအဲ့ဒီကျမ်းပိုက်ထဲမှာနှုတ်ကပတ်တော်ဘယ်နှကြိမ်ပါလဲ ကျင်း တော် ဘယ်နှကြိမ်လဲ 3 ချိန် နော်3ကြိမ်ပါနော် question မေကုန်း3ကမေးမယ်၄က3ကမေးနော်3ကြိမ်ပါလို့မေကုန်း3ခုမေးတယ်နံပါတ်1မေကုန်းဖြေကြည့်အစဦးနဲ့နှုတ်ကပတ်တော်ရှိနံပါတ်1မေကုန်းဘယ်မှာရှိလဲ စာဦး ဘယ်မှာရှိတယ်လဲ ကောင်း right ဘယ်ကလေးရရှိတယ်ဆိုမှန်းတယ်လေအစဦးဆိုတာဘယ်ကလေးရရှိမှန်းတယ်ဘယ်မှာရှိလဲဆရာမေးတော့ဟောင်းပြီဟုတ်ရှိလားရှိတယ်ခဏနေမေကုန်းနှုတ်ကပတ်တော်ဒီလေဘုရားသခင်နဲ့ လူရှိ အတိတ်ပြပါနှုတ်ကပတ်တော်ဒီလေတဲ့ဘုရားသခင်နဲ့အတူရှိတယ်ဆိုရက်သူ့ရဲ့အနဲ့အတိတ်ပြပါတယ် တကယ်လည်းကတော့ဖြစ်တယ်တူရှိအတူရှိအဲ့ဒါလည်းစစ်စစ်တယ် အဲ့ဒီနံပါတ်1ကတော့နံပါတ်တော့တိကျတဲ့အဖြေကိုပြင်းနိုင်မပြောနဲ့အမှုတော်ဆောင်တော်နေလို့ဆိုလို့ တန်နံ အမှုတော်ဆောင်တော်ငယ်မဲ့နဲ့ဆက်တွေ့ပြီးသွားပြီဒါပေမဲ့နံပါတ်1မျိုးကိုသူတို့မဖြစ်ဘူး ကောင်းတယ်ပါ တော်ဒီလေပြန်ကင်းတဲ့အတူရှိတယ်ဆိုရင်သူ့ရဲ့ definition ကဘာလဲအနဲ့အိပဲဘာလဲခမဲတော်ဆိုတော့သူလေဘုရားသခင်ဝိညာဉ်တော်ဆိုတော့သူလေဘုရားသခင်ခမဲတော်ဝိညာဉ်တော်နဲ့အတူရှိတယ်ဟာပြောမနော်ဘုရားနဲ့အတူရှိလဲခမဲတော်ဒီလေတော်တူရှိတယ်နော်ရှိတယ်ဆိုရင်ဘုံမာကလေးကဖတ်ရှိဒီကဘာတော်ဒီလေဘုရားသခင်နဲ့အတူရှိတယ်ဆိုတော့ဒိဗေခမဲတော်တရှင်တော်ဝိညာဉ်တော်နဲ့အတူရှိတယ်ဘယ်ကလေးကစတယ်ကောင်းကင်ဘုံမာကလေးကကောင်းပြီနံပါတ်3မျိုးကိုနှုတ်ကပတ်တော်ဒီလေဘုရားသခင်ဖြစ်တော်မူနှုတ်ကပတ်တော်ဘာလို့လဲဘာလို့လဲအဲ့လိုမပြရ ဘတ်တော်ဒီလေဖျားသခင် နှုတ်ကပတ်တော်ဘာလို့လဲဘုရားသခင်ဟာအဲ့လိုပဲဖြစ်ဘာလို့တော့ကျမ်းစာကိုကျမ်းစာတိုင်းပဲဖြေရအောင်နော်နှုတ်ကပတ်တော်ဘာလို့လဲဘုရားသခင်ညကောင်းကင်ဘုံမှာရှိတဲ့နှုတ်ကပတ်တော်ဘာလို့လဲဘုရားသခင်ဒီမှာရှိတဲ့ပြောရှင်လားအေးဒါပဲဟုတ်ပြီငယ်တော့
ယောတိငယ်သုံးဖတ်ကြည့်လိုက်ယောတိငယ်သုံး နှုတ်ကပတ်တော်သည် ဘာတော်ဒီ ဒီလိုလူကြီးတွေဒီလိုရဲ့ဖြစ်တော်လာဒီလိုခုရမရှိ ဟာကိုဖန်ဆင်းတယ်ဖန်ဆင်းခြင်းနဲ့ကင်းတော့ရဇုံခုများ မရှိ အော်မင်းကိုမေးမယ်လောကတော်ဘာတူလဲ အဲ့ဒီ ဖြစ် Transition. ရှစ်တော့ ဇုံတန်းနဲ့ဇုံတန်းနဲ့တော့တော့နံပါတ်3ဟုတ်တယ်မလည်းအဖေရဖန်ဆင်းရှင်ကျွန်တော်နော်ဘာလို့ခေါ်လဲ transition မနှမျိုးပေါ်ပြလဲမမျိုးကောင်းကင်ဘုံမှာရှိတဲ့နှုတ်ဘတ်တော်ယောတစ်တစ်ဘုရားသခင်ယောတစ်သုံးဖန်ဆင်းရှင်မျိုးပေါ်ပြဘုရားသခင်ဖန်ဆင်းရှင်ကဲကြော်လိုက်14ငယ်14ကြော်လိုက်ငယ်14ငယ်14 ဒီလေ ဘုရားဒီကိုခံရကျေးဇူးအများကြီးကောင်းသစ္စာတော်လေးကောင်းအေးဆုံးမျိုးအားလို့ဒီနေ့လဲတော်နိုင်ဘာဒီတော့အားတော်ဤဘောကင်တို့ဒီဘောနာကို လိုက်စို့နှုတ်ဘတ်တော်ဒီလေ လောကပတ်တော်ဒီ ဇာတိဖြစ်ကို လူစားလေးဖြစ်ကိုအဲဒီရေ ဘာသာ လူစားလေးအဲဒီရေ လူစာတိခံအရေးကြီးတဲ့မိကုမေးမနော်ဖြေကြည့်အောင်ဒီမိကုကရမ်းရေးကြည့်တယ်ဘာကြောင့်လဲဆိုမြန်မာပြည်မှာမိုင်းမအော်ရတာရှိကဘာကိုဖြတ်နေတယ်ဘယ်ဆရာလဲဆိုတော့လည်းတော့မပြောဘူးပြောလိုက်မလို့သိဒီတော့အထထားလိုက်ဆိုတော့မိကုမင်းတို့တရားဖြေဖန်ဆင်းခံလူစာတိခံတူလားဖန်ဆင်းခံ သတိကံ တူလားတူနော်ထမင်းမဲ့ဖန်ဆင်းခံငိုရှိလား ရှိ မရှိတယ်ရှိတယ် ဖန်ဆင်းခံဆိုငိုရရှိလား ရှိတယ် မရှိဘူး အဲ့ဒါစမှာလား ဘာမိကောတရားဖန်ဆင်းမှာဖြစ်လားနာမည်ဘယ်လိုခေါ်လဲအာဒံအာဒံဆိုတော့ဘာမှမရှိဘူးတရားဖန်ဆင်းမှာဖြစ်လို့ ရှိလား ထမင်းမဲ့လူစားတိခံငိုရရှိလား ရှိလူစားကြည့်ခံ လူစားတိခံငိုရရှိလားရှိတယ်ဘယ်မှာရှိလဲ ကောင်းတယ်ပါ ပါတိကပြပါလို့လေကောင်းကင်ဘုံမှာလူ့ဘတ်တော်ရှိလား ရှိတယ် အဲ့ဒီလူ့ဘတ်တော်ဘာသာတိခံလိုက်လဲ လူစားကြည့်ခံ ဖန်ဆင်းခံတဲ့လူစားတိခံမတူဘူးဖန်ဆင်းခံငိုရမရှိဘူးဘုရားဖန်ဆင်းမှာဖြစ်တာလူစားတိခံငိုရရှိထားပြီးသားကောင်းကင်ဘုံမှာရှိထားပြီးသားဘာနေနဲ့ရှိလဲလောကဘတ်တော်လောကဘတ်တော်ဘယ်သူလဲဘုရားသခင်လောကဘတ်တော်ဘယ်သူလဲဖန်ဆင်းရှင်ဘုရားသခင်ဖန်ဆင်းရှင်ဘာသာတိခံလိုက်လဲ လူစားတိ နာမည်ရှိလား ရှိတယ် နာမည်ရှိလား ရှိတယ် ဘယ်လိုခေါ်လဲဟဲ့ဟဲ့ကောင်းလို့ခေါ်လို့မရဘူးသူဖန်ဆင်းတဲ့လူတော်ကသူဟဲ့ကောင်းလို့မခေါ်ဘူးလေရှင်းမလားဒါသူလူသားတွေကတော့သူဟဲ့ကောင်းလို့ခေါ်လို့မရဘူးနာမည်ရှိလားရှိတယ်ဘယ်လိုခေါ်လဲယေရှု ယေရှု ယေရှုယေရှုဟူရဲ့မရမီဟုကောင်းကင်တမန်ဆိုတယ်ဒါခရစ်တော်ဆိုတာပါခရစ်တော်ဆိုတာပါအရင်ကြီးချီမဿဲခိုင်းတုံးချီလားမဿဲခိုင်းတုံးရှမဿဲပြင်ခိုင်းတုံးငယ်16နဲ့19ဖတ်ငယ်16နဲ့19 ယေရှုသည်အသစ္စာကိုခံတော်မူပြီးဒီဘောမသာစီပေါ်နောင်ရဲ့ပြည့်တဲ့ပြားတိဤဝိညာဉ်တော်သည်ရှုံးတဲ့ကဲ့သို့ဆင်းသက်၍ကိုယ်တော်ပေါ်၌နာတော်မူသည်ကိုမြင်ရ၍ဤလူသာငါနှင့်သက်မြတ်တို့ရာငါဤချစ်သားပေကြီးဟုကောင်းကင်ကအတန်တော်ဖြစ်လေ၏ တက်သေးနှစ်ပါးမရှိရင်အထီးပြုလို့မရအောင်ဘယ်နှစ်ပါးလဲ နှစ်ပါး နှစ်ပါးတက်သေးနှစ်ပါးရှိမှအထီးပြုလို့ရတယ်ကောင်းကင်ဘုံမှာဘယ်နှပါးရှိလဲ3ပါး ဘာ ခလေရနှုတ်ကပတ်တော်ကလူစားတိဖြစ်ကိုခံလိုက်တယ်ကောင်းကင်ကခမဲတော်နဲ့ဝိညာဉ်တော်တက်သေးပေးရခမဲတော်ကအတန်ဝိညာဉ်တော်ပါလေဂျိုးတော့ယေရှုယဉ်ချင်းခံလားခံတယ်ပြီးတော့ဘာလဲရောက်လာလဲဂျိုးဝိညာဉ်တော်ဒီကရောက်လာခမဲတော်ဤသူက ဟာ အောက်ဘယ်လိုခေါ်လဲခရစ်တော်ဆိုတာဘုရားသခင်သားတော်ခရစ်တော်ဆိုတာဘုရားသခင်ရဲ့သားတော်သက်သေရှိလားရှိတယ်ဘယ်သူသက်သေပြီးလဲဝိညာဉ်တော်နဲ့ခမဲတော်နဲ့ဘာဖြစ်လဲဝိညာဉ်တော်သက်သေပြီးရဘယ်သူလဲသားတော်ရိဗ္ဗခရစ်တော်ဘိသိက်ခံရတော့
သူကိသူချိန်မှာယေရှုကိုဘုရားသခင်သားတော်ဖြစ်လက်ခံလားလက်မခံဘူးနတ်ဆိုးဝင်တဲ့ကောင်လူဆိုးလူလိန်အဲ့ဒီလိုဘာသာရေးကောင်းတော့သူမြင်လားမြင်တယ်ဒါပေမဲ့သူကဘုရားသခင်သားတော်မှန်လားမှန်တယ်သိရှိလားရှိတယ်ဝိညာဉ်တော်နဲ့ခမဲတော်သိပြီးထားဒါရှင်မသက်စစ်ကြောက်ရှိလားရှင်မသက်စစ်ကြောက်ငယ်ဆက်ထုတ်ရှင်မသက်စစ်ကြောက်ငယ်ဆက်ထုတ် ရှင်မသက်စစ်ကြောက်ငယ်ဆက်ထုတ် ယေရှုသည် ဘယ်လိုလုပ်ဒီနေ့တော့ မေးတယ်နော်ယေရှုကမေးတယ်လူသားဖြစ်လူသားသူ့ကိုလူသားကိုသုံးတာသုံးတယ်နော်ကောင်းဖြေကြည့်အောင်ဘယ်လူသားလဲဟန်စင်းကလူသားလားလူစားတိခံတဲ့လူသားလား ဒီကတိခဲ့ဒီက လူသားဆိုတာကဟန်စင်းကလူသားနဲ့သုံးတာမဟုတ်လူစားတိခံတဲ့လူသားဘယ်လိုပြောကြသလဲတဲ့ကဲစပတ်စလေး ချိုးက ဒီကကိုရောဒီဆောင်းတော့ငါကြည့်ဒီလေးကတေမအေးရကြည့်ဒီလေးကသူကအေးမနာဆိုင်ရဲ့ဘာဖြစ်ဒီလေးကဆွေးကြအိုင်ချောက်ကြတော့ လူတွေသူ့အမျိုးပြောတယ်ဘာခံချယောဟန်အေလိယယေရမိပရောဖက်တပါပြောကြစပတ် သင်တို့သည်ငါ့ အ ကို ဘဘယ်လိုကြည့်ဒီစုကတည်းကရေးမနာဘူးလေ ဒီလိုတော့လူလေသူတော့ဒီသားကြရဲတော့ ဘယ်လို သူအနည်းဆုံးမှရှိတယ်သူအဝေးကလူတွေသူ့ဘယ်လိုမြင်လဲဘယ်လိုပြောလဲထားလိုက်အဝေးကလူတွေကသူ့ဘယ်လိုမြင်လဲဘယ်လိုပြောထားလိုက်အနည်းဆုံးမှရှိတယ်လူသူ့ကိုဘယ်လိုမြင်လဲဆိုတော့ကိုထပ်ပြီးမေးတယ် ဆက်ချောက်ပေဒရုက ရှင်မောပေတရုကဝရတိ ဘယ်လိုဒီမစင်တော့ဘုရားခင်ကြီးမှာဖြစ်တော်မူဒီကိုရှောင်းနေနော် ဟာတော့လေပြန်တော့ကိုကြည့်လို့လေ ဝိကြော တော့ ဆက်ချင်လို့ဘုရားခင်ဖြစ်တော်ယေရှုကလည်းရှိ ဒီကို ဘာမှမကဒီ ချာပြာကို ဘောပါဒီဟုတ် အာကေဘောရှိဘောဘောတော့ကမီရော အာဘဒူလဲသိတဲ့တရားအသွေးသားနဲ့မဆိုင်ဘူးအသွေးသားရှိတဲ့အဖေမေနဲ့မဆိုင်ဘူးအသွေးသားရှိတဲ့တရားဟောဆရာနဲ့မဆိုင်ဘူးအသွေးသားရှိတဲ့ကျမ်းစာတဲ့သူနဲ့မဆိုင်ဘူးအသွေးသားရှိတဲ့ကိုယ်အုံလုံးညံနဲ့မဆိုင်ဘူးငါဘဒူလဲဆိုတဲ့သိတဲ့အသိဘယ်လာလဲကောင်းကင်ဘုံကောင်းကင်ဘုံဘဒူဆရာလဲခမဲတော်ကောင်းကင်ဘုံကခမဲတော်မင်းဘာကြီးလဲပေါ်ပြနေကြတော့မင်းမေးတော့မယ်ကောင်းကင်ဘုံကခမဲတော်ပေါ်ပြတယ်ဘာနဲ့ပေါ်ပြယေရှုကခရစ်တော်ဖြစ်တယ်ဆိုတော့ဘာနဲ့ပေါ်ပြ ဘုရားနဲ့တန်တော် ဝိညာဉ်ဘာပေါ်ပြလဲဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်ပေါ်ပြတော့နောက်နဲ့ကြမ်းလိုက်မတ်သက်7 20နဲ့ခုနှစ်မတ်သက်7 20ခုနှစ်မှတ်ကြည့်ပါ ငါဤကမဲတော်သပိတ်သောရာတို့ပြီးကမဲတော်မှတပါသားတော်နဲ့သားတော်သည်လင်းစီကိုသောမတာဘယ်သူများကမဲတော်ကိုမသိ မသိဘယ်ခါပါလဲမသိဘယ်ခါပါလဲ နက ပထမမသိရပါလဲ ခမဲတော်မရှိပါဘယ်သူများသားတော်ကိုမသိ အေးဒါဆိုဆရာဘေးကမေးမနော်ခမဲတော်မှာတပါသားတော်ကိုဘယ်သူမှမသိဆိုသားတော်သိတာဘယ်သူပဲသိတယ်ခမဲတော် ဘယ်လိုလဲ ကျဲနော်သားတော်သိတာဘယ်သူပဲသိလဲခမဲတော် ဘာ နောက်ထပ်မသိရပါ သားတော် သားတော်နဲ့သားတော်သည်လင်းစီကိုပါကိုမသိ ခမဲတော်ကိုလည်းဘယ်သူမှမသိဘူးတဲ့ခမဲတော်ဘယ်သူပဲသိလဲသားတော်ကျဲနော်ဒါဆိုဆရာဦးမေးတော့မယ်ခမဲတော်ကသားတော်သိလား ဒီတယ် သိလား ဒီတယ် သားတော်ခမဲတော်သိလား ဒီတယ် ဒါဆိုဒုကသားတော်ကိုဘယ်သူဖော်ပြလို့သိလဲ ခမဲတော် မန်နဲ့ခမဲတော်ဖော်ပြလို့ဒုကသားတော်ပါပြီသိတယ်ဘာနဲ့သိလား ဝိညာဉ်တော် right ဝိညာဉ်တော်ဒီမှာ ဒီမဲ့ ဝိညာဉ်တော်ကဘာနဲ့ဖော်ပြလဲဝိညာဉ်တော်ကဘာနဲ့ဖော်ပြလဲခမဲတော်သားတော်သိအောင် ကျုံးက ခမဲတော်သားတော်သိအောင်ဝိညာဉ်တော်ဖော်ပြတယ်ဝိညာဉ်တော်ဘာနဲ့ဖော်ပြလဲ ဒါနဲ့ တန်နဲ့တန် မဟုတ်ကပတ်တော် နောက်ကပတ် ဘာ ဘာနဲ့ဖော်ပြလဲ နောက်ကပတ် အေးဝိညာဉ်တော်ဖော်ပြတယ်ဝိညာဉ်တော်ဖော်ပြတယ်ဆိုတဲ့စကားတွေငါချဘူးလား
နားဘူးလားနော် ကြားဘူးလေ သင်္ဘောကရေမရှိရင်သွားလို့မရအောင် อืม သင်္ဘောကရေရှိမှသွားလို့ရတယ် Yes. ဝိညာဉ်တော်ကနှုတ်ကပတ်တော်ရှိမှပေါ်ပြလို့ရတယ် Amen. နှုတ်ကပတ်တော်မပါတဲ့ဝိညာဉ်တော်ပေါ်ပြချက်ဆရာလည်းမခံဘူးမင်းတို့လက်ခံဆရာတို့လည်းမခံဒါကြောင့်ခမည်းတော်ကသားတော်သိအောင်ပေါ်ပြတယ်ဘာနဲ့ပေါ်ပြလဲဝိညာဉ်တော်ကဘာနဲ့ထပ်ပေါ်ပြလဲ Lokabato. နှုတ်ကပတ်တော်မှာကိစ္စဝါဒါမင်းတို့ဒီမှာရှိတဲ့သူအလုံးဒီသင်းတော်ဟာယေရှုဘယ်လိုသိထားတယ်ဆိုတော့အသိကအရင်ကြီးချီ Oh. ဒီမှာရှိတဲ့ဘယ်သူတယောက်နဲ့မှမဆိုင်ဘူး อืม တို့ကအတွေးခေါ်နေတဲ့သူသိတာမဟုတ် Yes. ဘူးအာမင် Amen. ဒါယေရှုဒီခရစ်တော်ဖြစ်ကြောင်းတို့သိပြီလား ဒီပါ ဘယ်သူပေါ်ပြလို့သိလဲ ခမဲတော့ ခမည်းတော်ပေါ်ပြခမည်းတော်ဘာနဲ့ပေါ်ပြလဲဝိညာဉ်တော်ကဘာနဲ့ပေါ်ပြလဲနှုတ်ကပတ်တော်မှာကိစ္စဝါအာမင် Amen. ဒါကြည့်တို့ယေရှုကိုယုံတယ်လို့ပြောတဲ့အခါမှာဟိုလူဒီလူပြောလို့ယုံတော့မဟုတ်ဘူးကောင်းငင်ကခမဲတော်တို့ပါပဲလေဝိညာဉ်တော်နဲ့ ပေါ်ပြတယ်ဝိညာဉ်တော်နှုတ်ကပတ် အာမင် Amen. Amen. ဒါတော့ဩဝါဒလေးဘလောက်ပဲတိုက်တိုက် Yes. ပါတဲ့ကြောင့်မရှိ Amen. 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 အခုမိုင်းတော်ဩဝါဒဘယ်လိုသိလဲယေရှုကလူ อืม ခရစ်တော်ဖခင် อืม လူဆိုဘာလို့မရအောင် อืม ဖခင်လုပ်လို့ရယေရှုထဲမှာဘယ်သူရှိတာခရစ်တော်ရှိတယ် Krito. တကောပြတယ်ယေရှုပြတာမဟုတ်ခရစ်တော်ပြယေရှုကလည်းကာဒီလန်ကီသမားတွေအသက်မပြောဘူးလားယေရှုပြောတာမဟုတ်သူတည်းခရစ်တော်ပြောတာကောင်းကြီးချေတော်ဩဝါဒဘာဝါဒလဲ ကောင်းကြီးချစ်တော် ကောင်းကြီးချေတော်ဩဝါဒလေကောင်းကြီးတော်သောက်လို့မလား ဟုတ်ကဲ့ ဘာလို့ဘာဖြစ်လဲ ကောင်းကြီးထဲ ကောင်းကြီးတဲ့ပြီးမီးဖို့ ဒီဖို့ ပြီးတော့ဝါဘာဖြစ်လဲခွာတဲ့ကောင်းကြီးစားဝါမိုက်ကောင်းတဲ့တဲ့နောင်တဲ့တဲ့ရတယ်ခုအဲ့ဒီဘိုင်းဩဝါဒယေရှုဘာဖြစ်လဲနှပြောင်းတောင်ပြောတာ อืม ဆိုတဲ့တနေ့မှလို့ဆရာဆောက်လို့အသုံးချတယ်ယေရှုဟေးယေရှုယုံငဲကြခရစ်တော်ယုံမှအားဖြင့်ယေရှုနဲ့ခရစ်တော်ဘာလို့ထားလဲ ခွဲတာ အဲ့ဒါခွဲပြီးတော့မှဟောနေတင်နေတဲ့ဆရာရှိလား ရှိပါတယ် အဲ့တော့နည်းနည်းရတဲ့ဒါတွေတော်တော်လူမသိဘူးတဲ့ဒါဘုရားသခင်နည်းနည်းရခွင့်ကြတယ်တွေ့ကြောက်ဒါတွေသိမှာဘုရားခွင့်ကြမှာသိတယ်ဆိုရင်နည်းနည်းရအနေနဲ့တင်မရှိ อืม ကောင်းပြီယေရှုတဲ့6လဆုံးမွေးတာဘာလို့လဲ ဗတိတန်ဆရာရောဆရာရော ဗတ္တိဆန်ယောဟန်ကိုသူ့ခေတ်သူ့အချိန်မှာလူတွေကသူ့ဘယ်လိုမြင်လဲခရစ်တော်လိုမြင်တယ်အဲ့တော့သူကဘာပြန်ပြောလဲဖတ်ကြည့်လိုက်ယောဟန်1ငယ်20သူဘာပြန်ပြောလဲကြည့်လိုက်ယောဟန်ခိုင်း1ငယ်20ယောဟန်ခိုင်း ဒီခရစ်တော်မှာ ဒီက မောဖေဝဲ ပြောချင်မရှိတဲ့ပြောစိတ်ကြီး ဘာမဟုတ်လဲ တော့ ငါခရစ်တော်မဟုတ်ပြန်ပြောတာငါခရစ်တော်ပဲသူမပြောဘူးနော်ဟုတ်ပြီယောဟန်4ဖတ်ကြည့်လိုက်ယောဟန်4ရှင်ရောခရစ်ခိုင်း4ခဏရှင်ရောခရစ်ခိုင်း4နော်ငယ်26 25အဲ့မို့ငယ်26လားဟုတ်ကဲ့ ယေရှု ယေရှုကလည်းအချင်းချင်းသားပြောတော့ငါဒီ မေရှိယပင်ဖြစ်သည် ယေရှုယေရှုမပြောဒီ ယေရှုကဘာပြောလဲသင်နေ စကားပြော ကာလဒီယေ ရှိ ရှု ယပင် ယေရှု ငယ်ဘလောက်လဲ ဆက်ဆောက် 25ဖတ်လဲ25နဲ့ဖတ်ကြပါ မိမကယေရှုကလာတော့ဒီဦးကျွန်တော်မိပါ၏ရောက်တော်မူသောအခါကျောင်းတို့အားလုံးစုံတို့ကိုပေါ်ရတော့ဘူးဖြောက်ပြန်၏ယေရှုနဲ့ကခရစ်တော်ဟုဆိုလိုတည်း ယေရှုကဘာလဲ ခရစ်တော် ဒါနဲ့ယေရှုကဘာဆက်ပြော ဒီမှာမရှိရ ရရယေရှုပြင်နော် ယေရှု ယေရှုကခရစ်တော်ပေါ့ဟာဘယ်ယေရှုကဘာပြန်ပြောကြည့်လိုက် မတက်ပွဲပြီးတော့ အာဒီ ယေရှုပြီးတော့ ဆိုတော့မင်းနဲ့စကားပြောတဲ့ငါဘာလဲမေရှိ ယေရှု နော်မေရှိဖြစ်တယ်နော်မေရှိဖြစ်တယ်ဆိုတော့ဘာဖြစ်လဲယေရှုကဝန်ခံလား ဝေကနေ လိမ့်ပဲပြောချက်တော့နော်ယေရှုကငါခရစ်တော်လို့ပြောတာငါအထဲကခရစ်တော်လို့မပြောဘူးငါကခရစ်တော်လို့ပြောတာဒါကဲကန်ရှင်လေရှင်းတော့ကန်ရှင်ကိုတော့ဝန်ခံလား ဟုတ်ကဲ့လေ ရှာရှိကြလို့လား လို့ လေငါရှိအောင်ကောင်းတယ်ရှိနေတာအဖေနဲ့သားပါပြီလေတလားကြီးနေယေရှုတော်ကငါမသိခဲ့ပါလားငါနဲ့ခရစ်တော်မတူမဟုတ်လားသူတို့ကပြန်တင်တဲ့တရားမကူတော့ဖြစ်နေပြီဟုတ်လားယေရှုကိုလည်းကို
ငါကဘယ်လိုလဲ ယေရှုခရစ် ဟုတ်ပြီခဏဆက်လူလာဘာဒီ အားဒီ ဘယ်လိုလဲသူတို့တော့ next ငါကိုယ်လည်းမရှိဘူးငါတည်းကဘယ်လိုရှိလဲခရစ် ခရစ် တော် တော် ပေါ်လူကသူ့ထဲမှာဘယ်လိုလဲခရစ်တော် ခရစ်တော် ပြောလား ပြောတယ် မှန်လားမှန်တယ်ပေါ်လူကဘာလဲလူ လူ ပေါ်လူကအကဲခံဟုတ်ပြီလားတို့နဲ့တူလား တူ တူ တယ် တယ်တူတယ် အဲ့မှာခရစ်တော် ရတယ် ရှင်လေ ယေရှု ယေရှုဖန်ဆင်းရှင်လေဖန်ဆင်းရှင်ကလေးရှင်အထဲမှာခရစ်တော်ဘာဘယ်လိုလုပ်ထည့်မလဲဖဲလို့မမရဟုတ်တယ်မလားဒါအရင်ဘယ်သူမှမင်းတို့မလိုက်ပြားစေဘူးဒီအသင်းတော်ဟာဘုရားရှင်နှုတ်ကပတ်တော်ကိုတိကျစွာခိုင်နေပါပြီလေအသင်းတော် ဒီလို အာမင် အာမင် လူမနဲ့မိုးလေးဘာတော့လဲရေတော့ကျမ်းပါလေရေကဘာဖြစ်လဲကျမ်းပါစေလူခန္ဓာကိုယ်အတွက်ကျမ်းပါခြင်းလို့လား ပြောတယ် ရေကျမ်းပါခြင်းပြီးတယ်အယောင်စင်းရှိလား ရှိ အဲ့ရတာရှိလား မရှိဘူး ဒီကိုစင်းနိုင်ရတာမရှိဘူးဒါကြောင့်နှုတ်ကပတ်တော်ဘာနဲ့နိုင်တာရေနှုတ်ကပတ်တော်ရေ ဒီ ဒါပေမဲ့နောက်ထပ်ရှိသေးတယ်ဖြိုးရေဖြိုးရေအယောင်စင်းရှိလား ရှိ ရှိ အနက်ရတာရှိလား ရှိတယ် ဟာဘော အာ ကိုရရောမှာဖြစ်နေတာရေရပါလို့ကျမ်းပါ ကျမ်းပါစေ ဖြိုးရေဆိုတာတရားဟောခြင်းလူတွေတရားဟောခြင်းကိုပဲအဓိကထားတယ်တရားတော်ကိုအဓိကပါလို့မထားဘူး ဟာ ဒီဆရာတော်ကီကောင်းလားကောင်းတယ်တဘိုးအဓိပ္ပာယ်ပါပဲပြောတတ်တယ်ရှင်းတော့မလား ရှင်းပါစရာ ငါသိတယ်ယေရှုမတူမှန်ငါယေရှုခရစ်တော်လိုပဲထင်ခဲ့ဘာညာဖို့သူစမ်းမဲ့ဒီနိုင်ဆွတ်ထုတ်ရှင်းမလားသူစမ်းမဲ့ဒီနိုင်ဆွတ်ထုတ်အဲ့ဒီလိုစမ်းစာနဲ့တလွဲဖွင့်ပြီးတော့ဘာဖြစ်လဲဝေငှချက်တွေကဘာမှာရှိလားရှိတယ်ကဘာမှာအများရှိတော့တကယ်ရှုကိုယ်တိုင်ပြောတယ်အဲ့ဆိုယေရှုကလည်း ယေရှုကလည်း သိ ဒီလိုဒီ စမ်းစာကိုနားမလဲ ကျမ်းစာကိုနားမလဲနားတခင်ဤ ဘိုးတော်ကို ဘိုးတော်ကိုဝတိတော်ချ မာယူကို မာတော်ယူကို ယူကြ၏ ယူကြ၏ ဘာယူလဲ အာတော်ယူ ဟာ လက်ဆောင်ချူရီ ဘိုးတော်ဘာဆိုတာကအကြီးကိုပြောတာနော်နမိတ်လက္ခဏာတကူပြောတာမဟုတ်အဆိုးနေတဲ့တကူမဟုတ်အနာယောဂငြင်းတဲ့တကူမဟုတ်ဘူးတို့လူမျက်လုံးနဲ့မြင်ရတဲ့တကူမဟုတ်ကျမ်းစာရဲ့အ내ကိုဘယ်သူဖွင့်ကြလဲဘုရားကဖွင့်ကြတဲ့အဲ့ဒီဖွင့်ကြခြင်းတကူမသိရင်ဘာယူလဲမာတော်ယူဒါတို့အယူမားတွေနောက်ကိုမလိုက်ဖို့အတွက်တိကျတဲ့အဖြစ်တို့ရထားဖို့ရည်ကြီးယေရှုသည်ဘာဖြစ်တော်မူလဲခရစ်တော်ရောက်လား ယုံပါလေ ရောက်လား ယုံပါလေ ဘယ်သူပြောတယ်မှာ လူကပတ်တော်မူ ပြောတော့ဗာလေကျွန်မလက်ခံတယ်ကျွန်တော်လက်ခံတယ်မသိကောင်းကင်နေမြင်ပြီးတော့လေ ငါဘာကြည့်လဲမီ โอเคဆိုတော့ဒီလိုတရားနေကုန်ချုပ်နော်ဒီလိုတရားဘာလို့မလဲ ဒီကောင်လေးဆိုမယ် နဲ့ပြန်မှာချင်းတော်နှမျိုးတင်နော်နဲ့ပြန်ပါတယ်မလဲ ကျေးဇူးတော် ဒီလိုမျိုးပြန်တာချင်းတော်နှမျိုးတင်ဒီနေ့ကချင်းတရားကိုဒီကုန်ချုပ်သကလုံးသုံးလုံးနဲ့နေကုန်ချုပ်နော်နံပါတ်1လူမာဆိုင်ပါရှိတယ် ပြည့်ချစ် ပြည့်ညာချစ် လူမာဆိုင်နဲ့ ချက်ပြည့် ကချင်ပြည်နယ်နော်ကချင်ပြည်နယ်မှာသင်းတော်တစ်ခုဆယ်ရောက်တော့ဘုရားကြောင့်ပြည်ပဲနော်ရှင်းတော့မှမျိုးမလေးတယောက်တည်းရမ်းပြကြွတယ်နော်ဟုတ်တယ်မှတ်တယ်ကြွကျမင်းကမိကိုအချိန်ပြေတာဟာစာချင်းပြေတော့ဘုရားကြောင့်တစ်ခုလုံးစားတယ်နော်ဒါမင်းကဒီလူမဆိုင်ပါရှိတယ်ဆိုတော့အမွေးတဲ့စိတ်ကူးနဲ့ဒီမှာတော့ဒီလိုအေးဘာကတည်းကငါ့ကိုဒီတဲ့ဒီမှာနော်ဒါလေဒီရပြန်မှာလေလူဆွေးပြီနော်ဒါပေမဲ့လူမဆိုင်ပါလေ ဒီ တို့လူတွေကဘာသိနေပြီလဲတညာဒီ အမလာဒီချင်းလေးဒီ ပေါင်းလို့ရှိတယ် တော့65တော့65 ဒီ20ဆိုရင် ဆောင်း ဒါကဒီလိုပဲကြီးနေချင်းနေပေါ့နော်တို့အပြစ်မလဲတော့
ယေရှုကဘာပြောသူများများမပြစ်မှားနဲ့တဲ့ရှင်းပြညာပြောတာငါပြစ်တဲ့ကိလေသာစိတ်နဲ့ကြည့်ရင်သူများကိုပြစ်မှားပြီတဲ့တို့ဆိုဒီလိုလုံးနေကြတာတဲ့မျက်လုံးမရှိတာရေကောင်းတယ်ဆိုတော့ဒုမျက်လုံးမားတော့မစဘာလို့မျက်လုံးဟုတ်လက်မားတော့မစ ခုတ်ဖြတ် ဖြတ် တော့မားတော့မစ ရှောက်ဖြတ် တော့မားတော့မစနေရပြခေါင်းပြဟာကြမ်းမလဲ ဖြတ် တော့ဒီမှာဝက်ပေါ်လို့ဆိုကြားဘူးလို့ဝက်ပေါ်လို့ဆိုဝက်ခုတ်လိုက်ပါချင်ဘာမှမကြားဝက်တကောလုံးခုတ်လို့ရပြန်မလားဆိုလူတကောလုံးမှရှာကြည့်ပါပဲပြစ် ပြစ်ပဲ လူမျက်လုံးပြစ်လို့တယ်လူလက်တွေခြေထောက်တွေပါးစပ်တွေ နားရီ နားတွေနှာခေါင်းတွေအကုန်လုပ်တယ်ပြန်မလားခရီးအမေကဆုံးမလို့ချုပ်ဆရာရောက်ဘုရားပြေဆရာကြီးကဘာပြောနန်းနဲ့ဘုရားရှိလူရှိနန်းနဲ့တန်ရှင်တော်နန်းချင်းနဲ့ဘာနန်းချင်းလဲ တန်ရှင်တော်နန်း ဒီဆိုဆရာကြီးကခိုင်းတော့နန်းလား နန်းလေ ဘာနန်းချင်းလဲ ရှင်သာ တန်ရှင် ဒီတော့လက်ထက်ကမှနန်းလားရှိလားဟုတ်တန်ရှင်လား တန်ရှင် ဘာလို့လဲကောင်းတယ်ကောင်းပါဆိုတော့လူမဆိုင်ပြပဲရှိတယ်နော်ကိုယ်နမနိကတော့တို့ကဘာပေါ်မှာဘာသာတရားရှိလား ရှိတယ် ရှိပါလေ ရှိပါတယ် ဘာသာတရားမှာဆိုင်ပါရှိတယ်စကားလုံးတစ်လုံးပဲရှိတယ် အကျင့် တိုက်တဲ့ဘာသာတရားချကောင်းတာချင်းရင် ကောင်းတာရပဲမကောင်းတာချင်း ကောင်းတယ်ဘာနဲ့ဆုံးတာလဲချင်း ကျင့် လူမှာအပြည့်ဘာသာတရားမှာအချင်း ကျင့် အရင်မွေးရင်အကိုနောက်မှမွေးရင်ညီအရင်ရှိရင်အကိုနောက်မှရှိညီလူဒီမွေးစားကပင်ပါပါလား ပြစ်ပါလေ ပါလေ တော့ဖြစ်ကပါလေအကိုတို့ရွယ်ရောက်မှဘာသာတရားတစ်ခုခိုင်းလိုက်တယ်ဘာဖြစ်လာအချင်းကညီ ကျင့် တော့အကိုနဲ့ညီရှင်ဘယ်သူနိုင်လဲ ကိုကားတယ် အချင်းကမရှင်လေဟေးအခုနိုင်တယ်အပြစ်နဲ့အချင်းဘယ်အပူကြီးလဲ ပြစ် ပြစ်ကပူကြီးစင်သေးကိုစိတ်သေးနဲ့ ဟုတ် စင်ရပါဖြစ်လေကြီးတယ်စိတ်ကတို့အပြစ်ကဘာနဲ့တူလဲစင်တို့အပြစ်ကစင်တို့အချင်းက စိတ် ဟေးခရစ်ယာန်ဘာသာနဲ့ပြောရင်ဘုရားရဲ့မမတဲ့အလူငွေမမတဲ့စေဘုဒ္ဓဘုတဲ့ကျမ်းစာကြောင်းတဲ့အမှုတော်ဆောင်အသက်သိပြီးဆောင်အားလုံးပေါင်းစိတ်ပဲရှင်းမလားအဲ့တလောက်ကျင့်ရင်တော့မှပါလေစိတ်ပဲ စိတ်ပဲ စင်လုံးကြီးတဲ့တူကိုဖုံးလို့ကောင်းပြီအဖြစ်ရှာနံပါတ်3ဖျားမှာဆိုင်မှာရှိတယ် ရှေ့ ဟုတ်ဖျားမှာရှိတယ်ရှေ့လိုက်ဆိုဖျားသခင်သည် ရာဇကိတိ ချစ်ချင်းမြတ်တာ ရှင်မြတ်တာ ဖြစ်တော်မူ၏ ဖြစ်တော်မူ မြတ်တာသည် ၏မြတ်တာသည် သိန်းသော ကတိတော် ငါတို့အဖြစ်ကို အားတို့ဒီကို အုပ်တော်မူ၏ ဘောပေါ်ဤ လိုက်လေ ဆံ ဒီကျေးဇူးတရားဆိုတာကအချင်းပညာတရားကအချင်းဘာသာတရားကအချင်းကျေးဇူးတရားကအချင်းတော်မရောနဲ့ရှင်းတော့မလားလိုက်ဆိုကျမ်းတစ်ပိုက်ငါတို့သည် ငါတို့သည် ရှိပြီမင်း ရှိဖြစ်မည် ငါတို့သည် ဒီတော်ဒီ ငါတို့တွေ့ကြောင်း အားတို့ကကြဧကံတော်မူ၏တေ ဒီ ဘုရားသခင်သည် ငါတို့ဘယ် ေနာလာရှိတော်မူသည်ကို ငါတို့အား ငါတို့အားသင်ရှားစွာ တော်မူ၏ဟုတ်လားလား လာ ဒီငါတို့ဘုရားချစ်လားမြင်ပြီးလား ပြစ်ပြီ မြင်ပြီးလား နေမလာ မြင်မယ်နှလုံးနဲ့မြင်တာလားစိတ်နဲ့မြင်တာလား စိတ်နာ နှလုံးလားစိတ်လား တဲ့ စိတ် စိတ်ဆိုရင်မှာ လုံး မျက်လုံးပူဆိုးတယ်လောကဘတ်တော် တော် တော့ ဟောမင်းကလေးကဟုတ်တယ်လို့ဟုတ်ပြန်တဲ့နှလုံးနဲ့တရားအချက်ကိုကြည့်လို့မရဘူးဟုတ်ပြန်တဲ့စိတ်နဲ့လည်းကြည့်လို့မရဘူးမဖောက်ပြန်တဲ့နှုတ်ဘတ်တော်နဲ့ဘာဖြစ်လဲကြည့်ရ ကြည့်ရမယ် ယုံကြည်ခြင်းဒီဘာဖြစ်လဲ ဒါနာဒါနာ သာလာကြဘူးစကားကောင်းနေမြင်ယူပြီးတော့လေအဖေအမေကမြင်ပြီးလား မြေပါပြီ ဘာနဲ့မြင်လဲ ဘတ်တော် မြင်တော့မျက်စိ မဲ ဘယ်သူကဖွင့်ပြလားတရားကဖွင့်ပြတယ်ဟုတ်ပြီ နမေ ဒါကလေးကျေးဇူးတွေအောင်ကျွန်တော်ဟာလောကဘတ်တော်နဲ့ဘာဖြစ်လဲ
မြင်သွားပြီဆိုရင်နော်ဘယ်နေ့ဘယ်ချိန်ဘယ်လိုပဲတည်တည်ရှင်းမှာတို့အဖေလားတဲ့အကြောင်းမရှိဘူးငါကဘုရားဆိုင်ပါစေအာမင် အာမင် ဒါကြောင့်တစ်ဖက်တစ်ချက်မှာဘယ်သူရှိလဲဒီသုံးနေရ သူလို့ရ ဘယ်လောက်ထိဆိုးလဲ ပတ်တော်တယ် ဒီဆိုးနေဝေးတယ်ဒီတဲ့ဆိုးထောင်းတယ်သူကဘာတန်းလဲ ပေးတယ် သူပြသူချိန်မှာလူအနည်းဆုံး9ယောက်10ယောက်တတ်တယ်လူကားတယ်မတင်တတ်ဟာကားတယ်မတင်တတ်တယောက်ကညင်းပယ်တယ်တယောက်ကလက်ခံလက်ခံတဲ့လူတို့ယေရှုမှာပြောတယ် ဘာနဲ့တူ အာမဆိုဒီကားတဲ့တင်ဒီနေ့ငါနဲ့တူဒီလူဆိုကအချင်းနဲ့ပါတီတူပုံသွားတာလားအချင်းနဲ့သွားတာ ရှင်းတယ် ငါနဲ့အချင်းနဲ့မရဘူးဆိုတဲ့ချာ တင်ကြ လက်ဆိုတရားဆိုတာ ဘာသာတရားဆိုတာမေ သုံးရမယ် ကိုလိုကမေဟာယေရှုတရားဆိုတာဘုရားကောင်းတယ်ဘုရားလုပ်ပေးတယ်ယေရှုတရားဆိုပေးတယ်ဘာသာတရားဆိုတာဘုရားကျေးဇူးတင်ပါတယ်ဘုရားလုပ်ပေးတယ် ငါကောင်းလို့ကောင်းရရောက်တာလားဖျားကောင်းလို့ရောက်တာ ဘုရားကောင်းလို့ရောက်တာ ငါလုံနိုင်လို့ရောက် ငါတို့ပြောရ ဘာသာတရားဆိုတာ ဘာသာတရားဆိုတာရှင်းတယ်တရားဆိုတာရှင်းဒီရှင်း ဘုရားရှင်းတယ်ရ ဘာချွားစရာခွင့်မရှိဘူးယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ပါရဘာချွားစရာခွင့်မရှိဘူးငါကျင့်နိုင်လို့ငါကောင်းနိုင်လို့ငါလုံနိုင်လို့အဲ့ဒီငါဆိုတာကဘာသာတရားကြိုက်တဲ့ဘာသာတရားမှနေငါဖြုတ်လို့မရကြိုက်တဲ့ဘာသာတရားမှနေလေငါ့ကိုဖြုတ်လို့မရဘယ်သူကောင်းအောင်လဲငါကောင်းအောင်လဲဘယ်သူကျင့်ရမလဲ ငါချင်း ဘယ်သူလောက်အောင်လဲ ငါ ဘယ်သူပေးရမလဲငါဆိုအတ္တဆိုတာအမောင်းအဲ့ဒီငါ့ကိုဗာနဲ့ဖေရငါကောင်းတာလားဖေရကောင်းတာ ဘုရားကောင်းတယ် ငါလုပ်တာလားဖေရလုပ်ပေးတာလား ဘုရားလုပ်ပေးတာ ငါအချစ်ဖေရအချစ်တာ ဘုရားရင်ချင်း လင်းငါဆိုတာအတ္တဆိုတာအမောင်းဗာနဲ့ဖေရလင်းအဲ့ဆိုတဖန်တော့ တို့ ယေရှုက ယေရှုက ငါသည်ဒီလောကဤ ဒီလောကကြီး အလင်းဖြစ်၏ မင်းပြီ ငါနောက်လက်တော်သူသည် ဘာနောက်လိုက်တော်သူသည် မအိုင်းနာ မမိုက်နာ မတော်လား မတော်မလားအဲ့ဒီလေးကို ရနိုင်မည်ဟု ရနိုင်ပြီဟု မိတ်တော်မူ၏ ဖိတ်တော်မူ၏ အာမင် အဘေး ဆောင်းမောင်းပါနဲ့တရားလင်းငါဆိုတဲ့အတ္တမမနတ်ကိုဘာဖြစ်လဲလင်းစနေကုန်းချုံမယ်ဒီဆိုပညာတရားဆိုတာ ဒီနေ့တရားဆိုတာ လူကို လူကို ဖျား ဘုရားနဲ့ ဝိသီ ဝေးစေတယ်ယေရှုတရားဆိုတာကိုဒီရှိတယ် ခါးထဲမှာယေရှုသေးလား ဒီလေ မကြုံပြီးတော့ရဲ့နေ့မှာ ရှင်းတယ် ကောင်းပြီဒီမှာသလုံးလေးရေးမယ်အဲ့ဒါပါလေဖျားစင်လူလက်နဲ့လူတွေရပါလေဖျား အစီ အောက်ကသလုံးလေးတရားကြီးဟာပါလေ ဘုရား အရှိ ရှင် ဆိုတော့ကောင်းတယ်မှာအသိခံကြုံပြီးတော့ရဲ့နေ့မှာထမ်းတောက်တယ်ဘုရားဘယ်လိုဘုရား ဘု လဲ ရားရှင် ဆက်ရှိ ဘုရားပြည့်ဘယ်မှာနေလဲဘုရားရှိဘယ်မှာနေလဲဘဝိမဖို့နဲ့ တနအတော် သိကြပါလေ ဘာလို့ဆက်တော့ရှိ အဲ့မှာရှိတာရှိတယ်ဘေးမှာရှိတယ်အပေါ်မှာရှိတယ်အားလုံးမှာရှိတယ်သိရမလားဒီဘုရားရှင်လို့ခေါ်သိရမလားဘုရားရှင်ရပြီလား ရပြီ ရပြီဘာမှမရှိတော့ဘူးလေ ဘုရားစင် တွင်းရရဲ့အပြင်ရှိတော့တွင်းမရရဲ့အပြင်နဲ့ပေါ်လာတယ်နော်ဒါကြောင့်ဒီမှာရှင်းသူကဘုရားနဲ့ရင်းနေပြီသူရှိနေပြီကောင်းပြီနမနဲ့ဒါဆိုပြည့်ညက်တရားက ဒီနေ့တရားက လူကို လူကို အချိန်ခံစေတယ် စိတ်က ဒီကိစ္စယေရှုတရားကကို ချစ်တယ် အမွေခံဘာကနေလဲ နေတယ်
တော့ပါဘူးရှင်းမကောင်းဘူးတရားမှာကမ်းမှာစာမန်လေးဘာခံမလဲမွေးခံတာရောမရှိ16စက်ခုံပေါ့ရောမရှိစက်ခုံနော်နော်မဖက်သိတယ်ရရောမရှိစက်ခုံနော်လိုက်ဆိုပြည့်ရတရားကလူကို ဒီတဲ့သူရက လူကို ဒီကနေ ရှင်းသေးတယ်ဆက်ကြည့်ပါစိတ်ရဆက်ကြည့်ပဲရှင်းခဏကဝင်မခံနဲ့လေသူရပါပြီလက်ဆိုအိုးသိမင်း ဟိုဒီဒီ သိမင်းမြတ်ဒီဘယ်မှာရှိသလဲ ဒီမရှိတဲ့ ဘုရားနာ ဘိုးရက ဘယ်အောင်ချင်းဒီ ဒီဒီ ဘယ်မှာရှိသလဲ ဒီဒီ ဘာလို့တကယ် ဒီ ယေရှုခရစ်အားဖြင့် ယေရှု ရာကြီးဘာလို့อ่ะဒီကိကို တော့ ဘေးမှာမူတော့ရာကြီးကျေးဇူးတော်ကြီး ဘာ ကျင်းတော်ကတာဒေဝ တို့ဒီလေ ပြောလို့အောင် အခါဒီမှာလားကျောင်းမဲ့ကြည့်တာမဖြစ်သေးအောင်ရှုံးလို့လားအောင်လို့လား အားလို့ ဘုကောင်ကမြင်ငါဘယ်လိုသူလဲအောင်ဟာအောင်ချင်းရတာပြ ဒီနေ ကဘာပေါ်ရာထူးကြီးရှိတယ်ဆွေကြီးကိုရှုံးတယ်ကဘာပေါ်မှာတန်းကျွယ်တဲ့တွေရှိတယ်တေကြီးကိုရှုံးတယ်ကဘာပေါ်မှာအကျင့်စာရတက်ကောင်းတဲ့သူရှိတယ်တေကြီးကိုရှုံးတယ်ငါတော့တေကြီးကိုအောင်တယ် ဒီမဲ့ ဘယ်သူအားဖြင့်လဲ ယေရှုဟာ ဘာတရားလဲ ယေရှုတရား အာမင် ဟုတ်ပါတော့ဒီနေ့ကတော့ဒီနေ့ကတော့နော်တင်ချန်ပြတယ်နော်ဟိုကြောင်းညာနေတယ်နော် သမီး plastic လေးတစ်ချက်စစ်ပြီးတော့ plus အဲ့မှာ premium ပြောမယ် plastic လေးချက်လောက်စစ်ပြီး လေးplastic ရ plastic တဲ့ချက်စစ် ကျုံတယ်ဟုတ်တယ်တော်ရတော့ကျလိုက်တယ် ဒီတိုင်းမှာချက်စစ်ခံမှာဒီလိုစစ်တယ် အဲ့ဒါစံ ဆိုတော့ဒီရစင်းရတာ ချင်းလိုက်တဲ့ရှိတော့ဆရာတော့ပြန်ပြန်ပြန်ဘာစီတော့ something like တဲ့ဝါလဲ ရှိလားဟုတ်လားဒီပြည့်စုံတဲ့ပြီးတော့ဒီကချိလာတယ်ဒီရှိနေစီလာ သူကတော့ပြောတယ်ဒီရောက်သွားပြီအဲ့ အဲ့ဒါကြီးလာတော့လေလေရဆက်ဆုံးထိုင်လို့သူတို့က ဒီသူမလို့ရှောင်းဆိုရင်လည်းဘာမှမလုပ်တဲ့ပြောထလာတဲ့နိုင်တော့ဒီမှာ ဘယ်လိုလာကြလဲ အဲ့ဒါကိုပြတာပြော ဒီ ဒီနေ့ဒီမှာ ဒါပို့စ 那可能是这个不错。 ပနာတဲ့နော်လေ 这个蛋糕是你的 ပါညာ 这起码ဒီမှာ 可以吗？可以吗？မရှိပြောပြပါဒီစိတ်တွေဒီကိုယ်စပါတယ်ပြောတယ်ဒီမှာနော်အရှင်ပြောမှာပေါ့ဘယ်ပြဿနာမှမရှိ ဟုတ်ဟုတ်ဆရာတို့ကိုဒီလိုမျိုးဆက်သွားတာပဲ ဘူးဘုရားကောင်းတယ် 哎，玛丽莎， နေရာတော့ဘာလို့မဲတဲ့ဟိုကရှိနေကောင်းတယ်သူရှိတယ်ဝင်ပြရှင်းလာလက်ပြန်လက်ရှိတော့မနဲ့တိုင်းနံပါတ်2ရှိတယ် ဒီနေ့ကြည့်ရဘူးရောဘယ်မှာကြည့်လဲ ជីနိုင်ဝဝနာ ဟုတ်ဟုတ် 出国的时候，这个人他， ဒီမှာလို့ဆိုတော့လုံးပြောတာ 哎， ជីနိုင်ဝဝနာ ဟုတ်လား လမ်းပြောပါပဲဒီပြရမလားအဲ့လိုမရဘူးဘာညာမဟုတ်ဘူးရှိဘာညာ 他了吧？ ရှင်းနိုင်နေတယ်ဒီမှာဘယ်တိုင်း ဖတ်တာ
那么我下家都等错了，是的，有班在家里。这老话。出场去，哎，过来，那个真的配的。都我过来的，我跟这个过来，哪里就哎下届一个，哪里都过哪里。那么的，现在那么轻的，用来那里对你。是的，过这样，有理念了，轻用什么？是的，是那点了，那如果你签了，要不带的，带是不带的，呀，都没带，干嘛？出来就不是表嘛，今天呢，先出生，好了吧？我们那边人家如果把那边话从那。现在现在呢，现在呢，对就，然后那个什么人，你不说，你有哪个那个人呢？呀，你说的，好，那就这样。准备拿大的呀，嘛嘞？这就这样嘛，对吧？是啊，你总是教你，我既然是那管，哎呀，大海呀，都近一点啊！怎么来着？怎么来去的呗？我去了，去了。好，我这个咱们去，不一样。我这个是，发展一下，我把它是，先不看了，不要吧。要人，要标榜。下面嘛那个嘛，你的话，他这样嘛，等下背不对了，路边的不能就老挂，别人要怎么讲？他这样也是的，不是啦，这阿妈那时候我也教那个嘛，阿妈千张教写的，这这一点人家写的，你多少呢？今年啊，比那家公那不了多啊，路边的咱们下边那背不嘞，下面他们那个没钱，就有关的嘛，结果才嘛。好的，那么现在这一边嘛，对对边人家写的，在跟那背不嘞，现在三秒钱。要不这个这个不了。这马来西亚。我现在去了，人家也被你搞起来了，那边话，要这什么不是的，然后这这么近，然后要回来。我往那说，嘞，也录了呀，然后弄回来，对，爸，我的时候拿来的时候，人家，那是什么？你怎么上没意思？上的多比我苏西也有的那回了，是啊，苏西不加油的，加油，不要的东西，有我们做不了。是啊，加油，这样爸爸的想法是这样的。那边都是，那边个人都来吃的。这就这个保留的，这方老点这个方就来今年搞的。我来不对吧？我这天对搞的，那都算是马上我就。对，可能的，这样嘛，好了，那边啦，怎么弄像咱们的？我的妈，你那是啥？你嘞？对呀，这等于方，我那边本来就够。不是那种是别的嘞。你妈是别人拿的钱。稍微别的不了。我买起来没买开了，别的不了。对。别做。多。叫我去三十二去，两万。不见得不了。
Venga, pues, que estoy Ay, pero bien ahí, de no. Yes, and I could go running without reaching. I feel on the bar. She ya kade Uno da mea Intrepidity Who saw to know the love So can we table send them she don't know that to know yes and I do or on it I train on the map just a man she got it out the day without me I can say who saw to know that so I table send this she near me to know the longer yeah What the song I table send this she near me to know the longer Manaro goya chori, chanam lo na go kongri. Kora mara dise, no yes, it's a sahaba. Manaro goya chori, chanam lo na go kongri. Kora mara dise, no yes, it's a sahaba. Mama naro goya shobi, chenalona go botebi. Kurat moda kise, chenali kise sama. No longa, here ya. Oh, what is all that is able to send and she did me to no longa. Yeah, what the soul I made to hold, and then she did to know that. လက်ရှိကောင်းတဲ့ဘုရားမှာကိုယ်ကကျွန်တော်တို့နှလုံးသားကိုတောင်းဆိုတဲ့တရားဖြစ်ပါတယ်။ငါသာတင်တော်လာပြီးတော့တောင်းတရားဖြစ်ပါတယ်။တရားဖြင့်ကိုယ်ကကျွန်တော်နှလုံးသားကိုကင်ဆွဲပြီးတော့ဆိုရဲအလိုတော်လမ်းထဲမှာသွားကြည့်ခြင်းကိုတော်လို့စီချင်တာလေးတွေကတော့လို့စီခြင်းနဲ့ကိုရဲ့အကြံစီတွေမှာသွားကြည့်ခြင်းဒါပေမဲ့ကျွန်တော်တို့ဟာကိုရဲ့ပြောနှလုံးသားကိုဖေးပဲနဲ့ကိုတော်ကင်ဆွဲတတ်ပါကိုတော်ဒီစံရပဲအရာတွေသူပြတ်ကြပါတယ်။တရားခင်ဒီကိုရဲ့မျက်မှောက်တော်တွေကလည်းထွက်သွားတဲ့အချိန်အားလည်းများလာပါတယ်။တရားခင်တော်ခွင့်တော်ပါ။ဒီနိုင်မှာလည်းဒါကျွန်တော်မျိုးတော့စီနိုင်လုံးသားကိုကျွန်တော်များကြီးတဲ့တော်ထဲမှာတို့ထည့်ကြပါတယ်။ကိုတော်ကိုကြည့်ပါတော့ဒီချီရင်မောင်းတဲ့ဒီနေ့ကိုတော်အလိုထဲမှာသွားနိုင်ဖို့ကိုတော်ပို့ဆောင်တဲ့လမ်းမှာလိုက်နိုင်ဖို့ဒါတို့ကိုတော်ဒီခေါင်းအားမကချင်းလို့ပို့ဆောင်ပြီးပါ။တရားသူကြည့်ကြည့်အချိန်တိုင်းအတွက်ချိုးလို့ကြည့်ကြည့်နေ။နောက်လည်းနှုတ်ဘက်တော့အားဖြင့်ရောက်စီတိုင်းကိုစကားပြောပါဒါရည်စကားပြောတော့ဒီရှိပြားနာတော့ဆောင်းတဲ့စကက်အနဲ့ပါလေဖတ်ထားတယ်ကြည့်အာမင်ကျွန်တော်တမီလေးကထိုင်းမှာကြောင်းတက်တော့ကျွန်တော်သွားကြည့်ထိုင်းမြို့လေကောင်မှာရှိတဲ့အနုစာဝါရီမြို့လေကောင်မှာရှိတဲ့နေရာကိုသွားကြည့်ရင်းနဲ့ကျွန်တော်မြင်ကိုလေးတစ်ခုတွေ့လိုက်အဲ့ဒီမှာလူတွေကဖူးလူကိုသွားလာကြတယ်ဒီမှာပေါ်လန်းတွေလည်းသွားကြတယ်သွားရင်နဲ့
လူတယောက်ကစန္ဒဝါနဲ့နိုင်ငံလေးကိုကိုင်းပြီးတော့ဒီကြားထဲမှာသွားနေတာကျွန်တော်တွေ့လိုက်တယ်တယောက်တွေ့လိုက်တော့ကျွန်တော်စိတ်မကောင်းဖြစ်အဲ့တော့ဘာ तू ကဒီခီးကိုသူရခါချစ်လက်သွားရမလို့ तू ကနိုင်ငံလေးကိုကိုင်းပြီးဘာလုပ်နေလဲစန္ဒဝါနဲ့သွားနေဘာကြောင့်အဲ့လိုသွားလဲဆိုတော့သူမျက်စိမြင်ရအောင်ဒီကန်းနေတော့စန္ဒဝါသွားနေအဲ့တော့ဒီနေ့အဲ့ဒီဒါလို့မြင်ခွင့်ကိုကြည့်ပြီးတာဘုရားသခင်ကျွန်တော်ကိုနှိုးစော်ငါတာမျက်စိကန်းနဲ့ရဲ့အသက်တာလောကကြီးထဲမှာစန္ဒဝါနဲ့ဘယ်လိုသွားနေရတယ်လို့ပါပဲတဲ့အဲ့တော့ဒီနေ့ငါလေမျက်စိဖွင့်နေဘုရားတဲ့ဒီလားဒီလိုမှာမျက်စိရှိတယ်တဲ့အဲ့ဒီမျက်စိတွေကိုဖွင့်နေဘုရားဆိုတော့ကျွန်တော်ခေါင်းနေပြတော့ပြလိုက်တယ်အဲ့ခေါင်းလေးကဘာလဲဆိုတော့မျက်စိတို့ကိုဖွင့်တော်မူပါဆိုတဲ့ခေါင်းလေးကျွန်တော်ရအောင်မယ်အဲ့တော့အဲ့ကျန်တော့ကျွန်တော်တိတ်တာလေးနိုင်နေညာပြောပြကောင်းတယ်ပြောလို့နော်ညမျက်စိကိုဖွင့်ပါအဲ့တော့နံပါတ်1ဒီမှာဖွင့်ရမယ်မျက်စိရှိတယ်အဲ့မျက်စိကဘာလဲဆိုတော့ဝိညာဉ်မျက်စိဖြစ်တယ်ဟုတ်ပြီနော်လူဟာဝိကရေကပြစ်သားတယောက်နဲ့ဝိဖားလာတယ်ဟုတ်ပြီပြစ်သားတယောက်နဲ့ဝိဖားလာတယ်ဆရာ50လားဒီငါမှာနော်50အငယ်9မှာကျွန်တော်ဒီမွေးစားကပင်အဖြစ်ပါလေရှိတယ်မိဘနဲ့မှာဗိတ်ဒီစီဖြစ်ဆွဲဒီအဖြစ်ကဘာဖြစ်စေလဲဆိုတော့ဖယားနဲ့ကင်းကွာစေတယ်ဖယားနဲ့ဝေးစေတယ်တနည်းအားဖြင့်ဖယားကိုမမြင်စေဘူးနော်သက်ရှင်တဲ့ဖယားကိုမမြင်စေဘူးဟုတ်ပြီနော်မမြင်စေဘူးအဲ့တော့ဘုရားခင်ကကျွန်တော်တို့ကိုမြင်စေဖို့အတွက်ဘာတရားကိုပေးလဲဆိုတော့ငါတဲ့ဘာတရားလဲယေရှုတရားပေးပြောမယ်ယေရှုတရားကိုပြောမယ်တရားလဲအေဝံဂေလိတရားပေးအေဝံဂေလိတရားပေးအဲ့ဒီအေဝံဂေလိတရားကိုမြင်သွားတဲ့သူနော်ဘာပွင့်လာစီဝိညာဉ်နဲ့ဒါပေမဲ့လို့အေယုန်ဒီတရားကိုမမြင်နိုင်အောင်လောကကိုဆိုရတယ်စာရန်ကဘယ်လိုလဲဘူရီယိုမမြင်နိုင်အောင်ဟုတ်တယ်နှစ်ကော4 3နဲ့4မှာနှစ်ကော4 3နဲ့4နော်နှစ်ကော4 3နဲ့4ငါတို့ပြောတော့ရှိတဲ့တရားဒီဘုံရဲ့ရှိတဲ့ဆုံးကျုံရှင်တို့ရောက်တော်သူတို့အားသာဘုံရဲ့ရှိတတ်ဘာလဲငါတို့ဟောပြောတဲ့အေးမီတရားငါတို့ဟောပြောတယ်ဘယ်သူကဟောပြောခိုင်းတာလဲဆိုရင်သခင်ယေရှုကဟောပြောခိုင်းတယ်မာကု16:15-16မှာနော်မာကု16:15-16မှာသူ့တပည့်တော်တွေဘာလို့လဲအေးမီတရားကိုဘာလို့လဲဟောပြောခိုင်းတယ်အေးမီတရားကိုဟောပြောခိုင်းတယ်ဝိညာဉ်တတော်ပေါင်းတို့ကိုအေးမီတရားကိုဟောပါတဲ့အဲ့ဒီအေးမီတရားကိုကြားပြီးတော့ယုံတဲ့သူဟာကိုကြည့်ဟုတ်လားပฏิစခံတဲ့သူဘာသာဖြစ်လဲတည်ခြင်းရမယ်တဲ့မယုံရင်အပြစ်စင်ခြင်းကိုခံရမယ်တဲ့ဒါဆိုရင်အေးဝံဂေလိတရားကလူတယောက်ရဲ့အဆုံးဖြတ်ဖြစ်တယ်ဘယ်နဲ့ပဲလဲဘုရားနဲ့နော်ပြောတော့ပြည့်စင်ခြင်းနဲ့ပြည့်လို့ခြင်းနဲ့ဆုံးဖြတ်တယ်အေးဝီတရားပဲအဲ့ဒီတရားမှာယုံရင်ပြည့်လို့ခြင်းရတယ်ပြည့်စင်ခြင်းမခံရတော့မယုံရင်ပြည့်စင်ခံရမယ်ဒါမို့အေးဝီတရားငါတော့ဟောတယ်တဲ့အဲ့ဒီဟောတဲ့အခါမှာတဲ့မပြောလဲဖုံးအုပ်ခြင်းတို့ဆုံးရှုံးခြင်းတို့ရောက်တဲ့သူတွေဟာဖုံးရရှိတယ်ဒီအေးဝီတရားကိုမမြင်နိုင်မြင်ပဲနဲ့ဖုံးအုပ်နေတဲ့သူတွေဟာဘယ်လိုသွားမလဲဆုံးရှုံးခြင်းနဲ့သွားမယ်တဲ့အငယ်လေးမှာထို့တို့မယုံကြည်သောသူတို့ကဘုရားသခင်ဤပုံတန်တော်ကြီးဟူသောတော်ဤဘုံပင်ဤခုံသောဤဝိဒီယာဤလောင်ဒီဤကိုမပေးစေခြင်းကဒီလောကကိုဆိုရသောဘုရားသည်သူတို့ဤဉာဏ်မျက်စိကိုပေးစေ၏အဲ့ဒီအေဝံဂေလိတရားကဘာရှိလဲအနည်းပေးနည်းပေးအဲ့တော့အေဝံဂေလိတရားကိုဘာနဲ့နိုင်လဲဆိုရင်ဘုရားခင်ဤပုံတန်တော်အေဝံဂေလိတရားဆိုတာပြောအေဝံဂေလိတရားဘုရားရဲ့ပုံတန်တော်နောက်ကဘာလဲခရစ်တော်ရဲ့ဘုန်းကြီးဟုတ်လားပြည့်စုံတဲ့အေဝံဂေလိတရားဆိုတော့အေဝံဂေလိတရား
ဘုရားရဲ့ပုံသဏ္ဍာန်တော့အိမိတရားဆိုရပြောခြင်းဘုရားရဲ့ပုံသဏ္ဍာန်ကိုပြောနေခရစ်တော်ရဲ့ဘုန်းတည်ကိုပါလေပြောနေပြီဖြစ်အဲ့ဒီဘုန်းတည်ဖြစ်တဲ့ခရစ်အိမိတရားရဲ့အလင်းကိုလူတွေမမြင်နိုင်အောင်တဲ့ဟုတ်လားလူတွေမမြင်နိုင်အောင်ဒီလောကကိုအစိုးရတော်ဆရာကပါလေလူရဲ့ စီကိုပွဲကြည့်တယ် ပွဲသေးတယ်တဲ့ correct မမြင်ရအဲ့တော့မကြားနိုင်အောင်မသိနိုင်အောင်မြင်နိုင်အောင်ဒီမျိုးစုံနဲ့ဆရာကပါလေခေတ်ဆက်ဟိုးနော်ဒီတမန်တော်တွေခေတ်ကစပြီးတော့အခုချိန်ထိဒီမိတရားကိုဒီမျိုးစုံနဲ့ဘာလို့လဲကွယ်ထားတယ်ဆိုတာသိရတယ်သူကျေးဇူးတော်ကြောင့်ဘာဖြစ်လာလဲတို့တွေဒီမိတရားကိုကြားရတယ်ကြားရကြပါမယ်လက်ခံတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲအဲ့ဒီလူကြီးလက်ခံတဲ့အတွက်ကြောင့်ဘာဖြစ်လာလဲသူကခုနပြောတဲ့ဘုရားနဲ့အဆက်ပြက်နေရာကနေအသက်ရှင်တော်မူသောဘုရားနဲ့ဘာဖြစ်သွားလဲဆက်ရတော့ဘုရားနဲ့ဆက်ရတော့ဒီကြမ်းဉာဏ်မျက်စိပြည့်သွားတာဉာဏ်လေးလင်းလာတာနော်ဒါတော့တုတ်တန်ကျန်အခန်းကြီး9:30မှာတုတ်တန်အခန်းကြီး9:30တုတ်တန်9:30မှာ ကြောင်းတော် သောဘောဒီပညာဤလာအမြင့်ဖြစ်၏ဆက်ရှင်တော်မူသောဘုရားကိုတည်ကျွမ်းသောသဘောဒီဉာဏ်ဖြစ်၏ဉာဏ်မရှိဉာဏ်ပြင့်သွားဉာဏ်ပွင့်သွားပြီဉာဏ်ပွင့်တယ်ဆိုတာဘာမှလဲဘုရားနဲ့တိကျွမ်းသွားတာဟုတ်လားတိကျွမ်းသွားတာဘုရားနဲ့တိကျွမ်းသွားပြီနောက်ကယောဟန်7:3မှာယောဟန်7:3 ထာဝရတောဟုမူကားမန်တော်ဘုရားသခင်တဆူဒီဖြစ်တယ် တော့မူဒီကိုလည်းကောင်း ။ဒါဆယ်လို့တော့မဟုတ်ဘူးနော် ဟုတ်လားဟုတ်လား ။ဝင်ချင်းကြီး ဟောတိကျွမ်းသွားပြီအဲ့တော့လာတယ်ဉာဏ်ကြီးကျမ်းလာတယ်ဟုတ်လားဘယ်လိုတိကျွမ်းသွားပြီဒီနေ့တိကျွမ်းသွားသူကဘာလဲဉာဏ်မျက်စိပါလဲ ဝင်လာတယ် အဲ့သွားတယ်တရားကိုသိသွားပြီအခုဒါပေမဲ့တယောက်စီတိုင်းဟာနော်ဉာဏ်မျက်စိပွင့်ဖို့ချင်းတော့မတူဘူးအခုကရှမာရိမျိုးသူကဘယ်နာတော့ပွင့်ဒီနေ့တော့ပွင့်ဟုတ်တယ်မလားဇကေယာတပန်းပြီးတော့ပွင့်တယ်ဟုတ်တယ်မလားဟိုနတ်ဆိုးဆိုတဲ့သူကတင်လာဒီတညနေစားပြင်နာမှာပြည့်သွားတယ်ဟုတ်တယ်မလားဟိုဆိုးတဲ့မိမအဲ့ဒါတွေ့လို့ရင်မတူဘူးနော်ကျွန်တော်လည်းကျွန်တော်တော့တညနာမှာဖြစ်နေတော့မြင်းနဲ့တော့တိသွားတယ်ဟုတ်လားတရားမဲ့တယောက်မှာတော့မျက်စိပွင့်ပုံချင်းတော့မတူကြဘူးဒါပေမဲ့မျက်စိပွင့်ကိုတော့ပွင့်ရမယ်ဘာတရားနဲ့ပွင့်ရမလဲဆိုရင်ဒီရုပ်ပုံကြည့်တရားပွင့်ရဒါမှမဟုတ်အင်္ဂလိပ်တရားဟာတကယ်ကိုအလေးပေးတဲ့တရားအဲ့ဒါကြောင့်မို့လို့ဘာမနော်တမန်တော်26 78ပါတမန်တော်26 78အဲ့ဒီမှာလမ်းမပေါ်မှာနော်ဒါမလို့ကြောင်းလဲဆိုတော့တမန်တော်ကြီးပြီးပေါ်လူရဲ့နော်မပြောင်းလဲနေရှောလူမှမပြောင်းလဲပုံလေးဟုတ်လားပြောင်းလဲပြီးတော့ तू ကဘာဖြစ်လဲသူ့ကိုဘုရားကစကားပြောတယ်နော်သူကစကားပြောတယ်အဲ့15မှာသခင်ကိုတော်ဒီအဘယ်သူလိဟုကျွန်တော်မေးလျှောက်တော့ငါကတင်ကြီးသေးတော့ငါဆွဲမျိုးသားယေရှုတည်းသို့တော်လည်းထား၍မတန်နေတော့ငါဒီယူဒမျိုးသားငါမျိုးသားတို့လက်မှဟိကိုကယ်လို့၍ဒီခုမြာတော့ချောင်းပြာတို့နှင့်နောက်မှငါဒီအာစီစံတန်တော့ချောင်းပြာတို့မှာမူဆောင်ဝဲတော်သူသိခံတော်သူအရာနဲ့သူခံထားစေခြင်းကငါဒီပြန်စီရှာ၏ ကပ္ပမျိုးသားတို့သည်မောင်မိုက်မှအလင်းသို့ကူးမြောက်၍စာတန်ဤအာဏာထဲမှသာသခင်တို့ကျောင်းဝဲသောအဖြစ်အပြည့်ဝခြင်းကျေးဇူးကိုခံရမည်အကြောင်းနှင့်အာဟုယုံကြည်သောသန့်ရှင်းခြင်းကိုရောက်သောသူတို့နှင့်သက်ဆိုင်၍အမှုခံရမည်အကြောင်းသူတို့၏မျက်စိကိုမြင်စေခြင်းကသူတို့သိသောသိကိုငါစေလို့မည်ဟုမိန့်တော်မူသည် မျက်စိပွင့်ဖို့အတွက်မျက်စိပွင့်သွားတဲ့သူကဘယ်ဘာဖြစ်လဲဒီမှာပြောတယ်မှာမိုက်ကနေပြီးတော့အလင်းစားတဲ့အာနာတွေကနေပြီးတော့ဘုရားသခင်ချမ်းတော်ဟုတ်လားအပြစ်ရှိတဲ့သူကနေပြီးတော့ချင်းလို့ချင်းမတန်ရှင်းတဲ့အချိန်ကြီးပြီးတော့တန်ရှင်းခြင်းကြောင်းလေအဲ့လိုမျိုးစိလို့အဲ့တော့အဲ့မျက်စိပွင့်သွားတဲ့အသက်တာကဣရိတရားကိုကြားနေသူပွင့်တာဒီမှာမှာမိုက်ကနေအလင်းပြောင်းသွားတယ်ပြစ်သားကနေဘုရားသားပြစ်သွားတဲ့သူတွေမသက်ရှင်းသူကနေသက်ရှင်းသူမပြောင်းမဲ့သူကနေဖြောင်းမဲ့သူစားတဲ့အာဏာတွေကနေပြီးတော့ဘုရားခင်တဲ့တော်တို့လူမြောက်သွားတဲ့သူတွေဖြစ်လာကြ။ဘာတရားအဖြစ်လဲ။ယေဝီတရားဆိုတာဘာလဲ။တ
ဒီကုတရားဆိုတာတစ်ကော15နော်15တစ်ကော15နော်နှစ်ကနေနော်ငါးမှာနှစ်ကနေ အထက်ကဒီအကြောင်းများကိုသင်တို့သည် အကျိုးမင်းမျိုးရဲ့စိတ်ဆွဲများကိုထိုးအင်းကြီးအဖြစ်တဲ့ကောင်ရှင်းလို့ရောက်တိုင်းအာဒီကိုရာတန်ယူဒီတရာတင်တို့အားရှိဦးအပြေကအကြောင်းရမှုမူကားပြေတော်ဒီကျမ်းစာလာတဲ့အတိုင်းငါတို့အပြည့်ကြဖေကနတော်မူ၏ယူပြီးမှကျမ်းစာလာတဲ့အတိုင်းသုံးရမြောက်တော်ဒီလိုက်ထားလာတော်ဒီ ဟုတ်ပြီနော်ဒီလိုငါဒီကိုယ်ခံပြီးတိုင်းဒီလိုအပ်ပြီးတဲ့ဗာလဲတင်းပြီးတရားဆိုဗာလဲခရတော်ဒီကျမ်းစာလာပြီးတိုင်းနော်အရုပ်ပြကြ အတိတ်ကခံတယ် လူကြီးမှာကျမ်းစာလာပြီးတိုင်းကျိုးရမယ်ဆိုတော့ဟာမြောက်ပြီဟုတ်လားဒီတရားဗာတရားလေ ဧဝံဂေလိတရား လူတရားအဲ့ဒီတရားကိုယုံကြည်လိုက်တဲ့သူတွေအတ္တဟာဘာမှမလဲပြန်နဲ့ဆက်သွယ်ရသွားတယ်တရားကိုမျက်စိကိုအော်ဒါဖေဟာအသက်ရှင်နေဖေဟာပါလားဒီလိုတော့အသက်ရှင်နေဖေဟာဒီဘုံမှာကိုယ်ပဲမိတယ်ကိုယ်ချင်းမှာကိုယ်ပါလေကိုသားမိတယ်အဲ့တော့အေဖက်အခန်းကြီး4နော်အငယ်16မှာ ထိုကြောင့်ကျွင်းသောတပါးမျိုးသားတို့သည်ရဲပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူသင်တို့သည်နောက်တစ်ဖန်မကျင့်မီအကြောင်းဘုရားသခင်အခွင့်နှင့်မာလိုက်၏ ကိုသူ တို့ တို့ဒီ သည်အလင်း ဉာဏ်လေးွယ်ပြီးဖြစ် ဖြစ် ၍၍စိတ်နှလုံးမိုက်မဲသောအဖြစ်အလင်းမသိသောကြောင့်ဘုရားသခင်၏အသက်နှင့်ခွာရှင်းလျက်ရှိကြ၏ ဟုတ်လားဘာဖြစ်လဲလူတွေကဘာမျိုးသားတွေကဘယ်လိုကျင့်နေလဲရဲပေါ်တော့စိတ်နဲ့ကိုယ့်အကူကျင့်ကြတာဟုတ်လားကိုယ်စိတ်ဖြစ်တဲ့တိုင်ကိုကျင့်ကြတယ်အဲ့တော့သူဘာဖြစ်လဲဉာဏ်လေးွယ်တယ်စိတ်လုံးကမိုက်မဲတယ်အလင်းမသိဘူးဘုရားအသက်နဲ့ပြေးပါပြီဒါမဲ့တို့တွေကဗါလေအင်္ဂလိပ်တရားကိုကြားပြီးယုံတဲ့ခါမှာဘုရားနဲ့ ပြန်ပြီး ပြန်ပြီးဆက်ရသွားတယ်အဲ့တော့ဘသူပဲပြောင်းလာတော့သခင်ဘုရားထံတော်သို့ပြောင်းလဲလာတဲ့သူတွေဖြစ်လာတယ်နော်အဲ့မှာကိုရီနီကို36နီကို36မှာနီကို36 သို့သော ဟောလေကဲတော့ဘုရားတဲ့အရာတွေနော်အင်္ဂလိပ်တရားကိုသူဒီလက်ခံရပြီးပါလေဘုန်းချင်းရလေတော့ ပေရှင် ရှင်းလိုက်ပြီမျက်စိပွင့်လင်းလာပြီမရောက်လဲဘယ်ရောက်လာဘူးပဲရောက်လာလဲโอเคဒီအဲ့ဟိုရောက်လာတယ်တော့လည်းပဲကြောင်းဟုတ်တယ်နော်ဟုတ်ပြီလားဒါဘုမျက်စိကတို့တွေရောက်စီတိုင်းကမျက်စိ အလင်း မျက်စိပွင့်လင်းလာဒီပွင့်လင်းလာတဲ့သူရဲ့တက်တာပါလေထာဝရတဲ့ရတယ်ဘုရားခင်နဲ့တည်ကျွမ်းသွားတယ်နော်အလင်းကအမောင်မိုက်တရားနေပါလေအလင်းသားဖြစ်လာတယ်နော်မဖြောင်းမဲ့သူကနေဖြောင်းမဲ့သူဖြစ်လာတယ်မတန့်ရှင်းသူကနေတန့်ရှင်းသူဖြစ်လာတယ်နော်ဒီနေ့တို့ရဲ့အသက်တာအချိန်ခံရမဲ့သူကနေပါလေ အဝေး ဒီခံဖြစ်လာတယ်ဒါကိုကိုကသိနေရမယ်ကိုယ့်ရဲ့အခြေနော်ဒါတင်ငါကမျက်စိပွင့်ပြီလားဟောဒီမှာကျမ်းစာထဲမှာနော်လူဒီနော်ဒီမှာ16မှာလဲဒီမှာ16ငယ်စလေးမှာဒုက္ခဒီမောင်းတော်ခေလိတ်ကိုခံတော်ထောက်တယ် သူကြည်အမိရှိသော အပြောင်းဒီဒီကိုကိုယ်အတော်သူ ဖြစ်၍ နာပါစင်တွေဒီတော့ရောကိုဒီဝဲ ဒီစိတ်နှလုံးကိုသခင်ဘုရားဖွင့်တော်မူ၏ ဝင်ရပါလဲ ဖွင့် ဖွင့်လိုက်တာဖွင့်လိုက်တော့မှသူတရားပါလဲသူဘောတာပါလဲဆိုတော့ပါလဲမြင်သွားတာဟုတ်လားမြင်သွားတာအဲ့တော့မြင်တော့ဘာဖြစ်တာလဲထုံမိမသည် ဒီကနာရဘောခံပြီးမှဒီနာအိုင်မန်ယုံကြည်ပြီးတော့ဒီကိုဒီချင်းမင်းဒီကိုဝင်ရည်ကြပါဘူးအဲ့ဒီနော်ဒီပြေးဆောင်နေဤ ပြောင်းနေသွားငါယုံတကယ်ယုံကြည်တာနော်ယုံကြည်ခြင်းတက်ပြီဘာလို့လဲတတိတန်ကိုခံလိုက်တယ်ခံလိုက်ပြီးတော့ဗါလဲကျမတကယ်ယုံကြည်တာနော်တဲ့လာကြကျမအိမ်ကိုထွက်ကြကျမအိမ်မှာအခုဘယ်လိုလုပ်ကြအဲ့ဒါလုပ်ကြဟုတ်လားဒါတရားလားလုပ်ကြခွင့်ပေးလိုက်တာတော့နောက်နေရာပေးဖို့ဆိုတာကမလွယ်ဘူးလေနှလုံးသားထဲမှာခရစ်တော်ကိုနေရာမပေးရင်အပြင်နေရာကိုပေးလို့
မရ မရဘူးဟုတ်တယ်မလားခွတ်တော်နှလုံးသားထဲမှာအရင်ပေးမှအဲ့ဒီအကျင့်ဟာတွေကိုပေးနိုင်တာ အာမင် လောက်ပဲအိမ်ကောင်းရှိနေရာချစ်ချစ်ပဲရှိခွတ်တော်နေရာမပေးထားသေးကိုအိမ်ကိုခွတ်တော်လည်းမပေးနိုင်ဒီကြည့်အဲ့တော့ဒီနေ့ဒီမျိုးသမီးလူဒီနော်မျိုးသမီးခွတ်တော်နေရာပေးလိုက်တယ်ယုံကြည်သွားတယ်ယုံကြည်ရတော့ဗာယုံကြည်သက်သေးသူအိမ်သူအိမ်သားတွေနဲ့အတူပါလဲဗိတန်ခန်းနဲ့ခံပြီးတော့ကျမတကယ်ယုံကြည်တာပါနော်တဲ့လာကြပါတဲ့ကျမအိမ်ဟုတ်လားကျမအိမ်ဝင်ပါတောင်းပန်တော့တောင်းပန်သေးတယ်ဟုတ်လားဝင်ဖို့တော့မှာအဲ့တော့နောက်ကနော်တမန်တော်ရှစ်ဒီမှာတမန်တော်ရှစ်အငယ်နော်ဒီအမှတ်နော်ဒီမှာပို့ပြလိုက်ငယ်16 တပန်းဆောင်ရမည်ဒီထာရွေဖိနုဒီအတိုင်းဖိလိပ္ပိတိထာရွေသွားလေဤ သူက ကျိုးအခါကေယောဤပိ ကိုပြရတော့ ဘုရားဘုရားနာရောရှိသမျှကိုအုပ်ဆိုရတော့ဤမိသားရောက်ဤကိုယ်ွက်ချင်းကဒီလိုရှိလေမျိုးကိုသွားဉာဏ်စင်တွေမိမိရထားပေါ်၌ဆိုင်လျက်တော့ဖက်နေရှာရဤသစ္စာကိုဖတ်လေဤ ဝိတော်ကလည်း ကလည်းဒိုရသာရှင်တိုင်းမဲ့ဒီဝဲတော်မူအားဖြင့်ဒီတော်မူပြီးဒီရထားကိုပြီး၍ဖဲရှာရဤသစ္စာနာကိုကြလေတတော်ရောက်တော်နာတဲ့ဘာရင်လို့ပြီးနေဤ သူတော်ရပြည့်စုံတယ် ဒီယုံ တယောပြီးမှ ပါဝိနည်းစီဝင်လာပြီသားဟလားရောက်တဲ့နေမှာဘာတရားဟောလဲ ဒီဝိဒီ တရားဟောတယ်တကယ်တော့ဖိလိပ္ပုကတကယ်တော့အခုတော့ဆောင်ကြီးတာမဟုတ်ဘူးဟိုဟေလေနေမုတ်ဆိုးမတွေကိုလုံချွေးဖို့ပြုစုဖို့ရွေးလာတဲ့9ယောက်ထဲမှာပါတဲ့တယောက်နော်အသင်းလူကြီးနော်သူနဲ့အဖော်ပြတဲ့တတိဖန်ဟုတ်လားဘယ်နဲ့ပေါက်သက်ခံရတာလေသူပါအိလူတရားကိုခေါ်တဲ့အတွက်ကြောင့်သူရောက်လို့အဲ့တော့အသင်းတော်တွေကွဲတဲ့ခါဘာလို့လဲသူကရောက်တဲ့နေရာမှာအိလူတရားကိုခေါ်တဲ့ခါမှာလူတွေကလည်းအိလူတရားကိုကြားပြီးတော့လူတွေကဗာလဲဝမ်းမြောက်ကြအာနတ်ဆိုးတွေနေတဲ့အနာတွေငင်းကြတာဖက်မစအဲ့တော့ဘုရားခင်ကအဲ့ဒီဖိလိပ္ပုကိုဘာလို့လဲသွားပါဟိုမှာသူဟိုပြောက်မျက်စိဖွင့်ဖို့အတွက်ဘာလို့လဲအေသီယိုပီအမတ်အေသီယိုပီအမတ်ကသူကညာလူရှိတယ်ပညာရှိတယ်ဟုတ်လားသူမှစီးစိမ်နဲ့ရှိတယ်ဒါပေမဲ့ဘုရားမေးလားဘုရားမမေးဘူးဟုတ်လားဘုရားမေးဘုရားကိုပြုပုံမှန်သွားတယ်ပြန်လည်းဘာလုပ်လဲကျမ်းစာ ဟုတ်တယ် အဲ့လိုဒီမျက်စိကအပွေးဘူးသူကပုံမှန်တော့သွားနေရပဲဟုတ်လားအဲ့လိုလူသားတွေအများကြီးရှိတယ်ဟုတ်တယ်နော်လူပန်ဝင်ဒီမှာအများကြီးရှိတယ်ဖတ်နေတာပဲမပွင့်သေးဘူးမျက်စိမပွင့်သေးဘူးအဲ့တော့ဘုရားကသိတယ်သူ့နှလုံးသားမှာငါ့ပုံမှာကြီးညိုလေးစားဟုတ်လားအဲ့တော့ဖိလိပ္ပုကလည်းဝါလိုက်ပါသွားပြီးတော့ဖိလိပ္ပုကမေးတယ်ဒီမှာအဲ့တော့ငယ်31ပါနော်သူအမတ်ကလည်း သူတင်ပဲပင်တော့သူမရှိနဲ့အဘယ်သို့နားလည်နိုင်နေဒီဟုဆိုပြီးမှမိမိနဲ့အတူဖိလိပ္ပိသက်ထိုင်တောင်းချတယ်ဟုတ် ရဲ့ဒီသူကနှလုံးသားပါပဲလေနှိမ့်ချသူကအရာရှိပဲဟာဘာလဲမင်းကဘာဟောက်လာမိရလဲဟုတ်လားသူမရှိဘူးနော်မင်းကဘာမလို့ဟောက်လာမိရမရှိဘူးသူတင်ပဲ့ပြင်တဲ့သူမရှိရင်ငါဘလို့နားလဲမှာလဲတဲ့နောက်တင်ပေးပါတဲ့တက်ပါကောင်းမှန်တယ်ဟုတ်လားအဲ့တော့သူဖက်နေတဲ့အကြောင်းကဣရှာယ53မှာပါတဲ့အကြောင်းဟုတ်လားလူကြောင့်လေသခင်ယေရှုရဲ့အသေးခံရမယ်အကြောင်းဟုတ်ပြီနော်ဣရှာယ53မှာသခင်ယေရှုကတိုးခဲ့သူပါလေ ဆောင်သွားတယ် အဲ့ဒါပြည်သူပေါ်ပြင်မယ်ဟာလာတိုးခဲ့သူတမီပဲဒီကြိခံမယ်ဆိုတဲ့အကြောင်းလေးဟုတ်နော်ဒီပြီအဲ့တော့အဲ့ဒီအကြောင်းပြောပြီးတော့အဲ့ဒါကဘာတူလဲကွာတဲ့အဲ့ဒါကပရောဖက်လားတဲ့ဘာတူလဲတဲ့